ဒီနေ့ပြောမယ့်နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်လေးကအေမာနွေလဖြစ်ပါတယ်အေမာနွေလပြောကြည့်အောင်အေမာနွေလဖြစ်ပါတယ်ခရစ်မတ်ရဲ့အနှစ်သာရလေးကဒါဖြစ်ပါတယ်မဿဲအခန်းကြီး1တခြင်းလေးတစ်ပုဒ်ကိုတည်ဆိုရအောင်အေမာနွေလHis name is called Emmanuel. God with us, revealing us. His name is called Emmanuel. Sing it, church. One more time. His name is called Emmanuel. His name is called Emmanuel. Matthew chapter 1 verse 21 to 23. Matthew chapter 1 verse 21 to 23. သားယောက်ျားကိုဖွားမြင်လိမ့်မည်ထိုသားသည်မိမိလူတို့ကိုပြစ်မှာကဲချွတ်မိသူဖြစ်သောကြောင့်ယေရှုဟူသောအမည်ဖြင့်မဲ့ရမည်ဟုကောင်းကင်တမန်ဆို၏ထိုအကြောင်းအရာမူကားထာဝရဘုရားသည်ပရောဖက်ဖြင့်ထားတော်မူသောဗျာဒိတ်တော်ပြည့်စုံမည်အကြောင်းသည်ဗျာဒိတ်တော်အချက်ဟူမူကားကြည့်ရှုလော့သူတို့သမီးကညာသည်ပရိသတ်တွေဆွဲယူ၍သားယောက်ျားကိုဖွားမြင်လက်တတ်ထိုသားကိုအေမာနွေလအမည်ဖြင့်မဲ့ရကြလက်တတ်ဟုလာသည်
အေမာနွေလအနက်ကငါတို့နှင့်အတူရှိတော်မူသောဖျားသခင်ဟုဆိုလိုသည်ယေရှုခရစ်တော်ရဲ့နာမကအေမာနွေလဖြစ်တယ်ကျွန်တော်ကတရားဟောတိုင်းမှာလက်တွေ့အကောင့်ထဲပေါ်လို့ရတဲ့အရာကိုပဲဟောချင်တယ်အကျိုးမရှိတဲ့အရာကိုဟောလို့ဘာအဓိပ္ပာယ်မှမရှိဘူးဘာသာတရားအရာဟောတာလည်းမဖြစ်ချင်ဘူးဆိုတော့ခရစ်စမတ်ရဲ့အနှစ်သာရကခရစ်စမတ် CHRISTMAS တနေ့ပဲပြောမယ်ဆိုရင် Christ must Christ ခရစ်တော် must လူတို့ Christ must Christmas ဒီခရစ်စမတ်ကဘာလဲလို့ပြောလာတဲ့အခါမှာမျောလင့်ခြင်းမဲ့နေတဲ့လူသားတွေမျောလင့်ခြင်းမဲ့နေတဲ့လူသားတွေဒါလေးကိုအနေငယ်ပြန်ရှင်းခြင်းနဲ့မျောလင့်ခြင်းမဲ့တဲ့လူသားလို့ပြောလိုက်ခါမှာလူကလေပတ်စံဘယ်လောက်ရှိမျောလင့်ခြင်းမရှိတော့ဘူးဆိုရင်တေတာနဲ့တူတူပဲလူကမျောလင့်ခြင်းရှိနေတဲ့၍သူ့ရဲ့အနာဂတ်ရှိတယ်မျောလင့်ခြင်းမရှိတော့ရင်အနာဂတ်မရှိတော့ဖခင်ယေရှုတော်ကြောင့်ကျွန်တော်ဟာနေရာတော်တော်များများလူမျိုးစုံနဲ့ဆက်ဆံခွင့်ရခဲ့တယ်ဆိုလူတွေတော်တော်များများမှာဘာပြဿနာရှိနေလဲဆိုတော့လူတော်တော်များများရဲ့အဓိကပြဿနာဆရာကိုမိုက်လေးချင်းပေးနော်လူတော်တော်များများရဲ့အတန်ချက်မယ်လူတော်တော်များများရဲ့အဓိကသူတို့ရဲ့ဘဝနာဂတ်ပြောင်းနေကြတာအများကြီးပဲနာဂတ်ပြောင်းညှော်လင့်ခြင်းမဲ့နေသူတွေအများကြီးပဲပတ်စံရမ်းရှိတယ်အခုကဘာမှာကိုယ့်တက်တည်တဲ့လူတွေကိုကြည့်လိုက်ရင်ပတ်စံရမ်းရှိတဲ့လူတွေများတယ် homeless တွေကိုယ့်မတက်တည်ဘူးကဘာမှာကိုယ့်တက်တည်တဲ့လူတွေကြည့်လိုက်ရင်ပတ်စံရမ်းရှိတဲ့လူတွေဒါပေမဲ့ဘာမရှိလဲဆိုအနာဂတ်မရှိဘူးဘာလို့အနာဂတ်မရှိတာဆိုတော့သူတို့မှာမျော်လင့်စရာမရှိဘူးဒါကြောင့်မျော်လင့်ခြင်းမဲ့နေတဲ့ဒီလောကကြီးအတွက်ကိုမျော်လင့်ခြင်းကိုပေးတဲ့အရှင်ကြွရောက်လာတာဒါကြောင့်တို့တခြင်းဆိုတဲ့လောကဝမ်းမြောက်ဖျားကြွလာမြေကြီးတစ်ပြင်လုံးခံယူရပါတယ်ဖျားကယေရှုခရစ်တော်ကိုလက်ဆောင်အဖြစ်လူသားတွေကိုပေးလိုက်တယ်အဲ့ဒါကိုလက်ခံယုံကြည်သောသူရဲ့အသက်တာမှာထူးခြားသောမင်္ဂလာကိုခံစားရရှိမှာဖြစ်တယ်မလို့ရှင်လဲရတယ်ပြဿနာမရှိဘူးခရစ်စမတ်ရဲ့တကယ်အနှစ်သာရကပွဲလေးတွေလုပ်ပြီးတော့မှအစီအစဉ်လေးတွေလုပ်ပြီးတော့ပြီးသွားတာမဟုတ်ဘဲနဲ့တကယ်ပဲဘဝမှာအနာဂတ်ပျောက်နေတဲ့သူတွေမျောလင့်ခြင်းမဲ့နေတဲ့သူတွေအတွက်မျောလင့်ခြင်းအရှင်ရှိတယ်ဆိုတာကိုသိစေဖို့ခရစ်စမတ်ပွဲကိုပြုလုပ်ရတာဖြစ်တယ်မျောလင့်ခြင်းမရှိဘူးဆိုရင်မျောလင့်ခြင်းမရှိတော့ဆိုအနာဂတ်ပျောက်သွားပြီဒါပေမဲ့သင်ရဲ့အသက်တာထဲမှာမျောလင့်ခြင်းမရှိတော့ဘူးဆိုရင်မျောလင့်စရာအကြောင်းကိုပြင်ဆင်ပေးနိုင်တဲ့ဖခင်ရှိတယ်တဲ့ပြီးတော့ပို့ပြီးတော့မှလေးနက်တာသူ့ရဲ့နာမကအေမာနွေလတဲ့ကျွန်တော်တို့ချိုးလူတွေကတော့ယေရှုခရစ်တော်လို့သိတယ်ယေရှုခရစ်တော်ရဲ့နာမနောက်တစ်ခုကအေမာနွေလတဲ့
ထိုဖယားကကျွန်တော်တို့နဲ့အတူရှိတဲ့ဖယားဖြစ်တယ်ဘသူနဲ့အတူရှိတာဆိုသူ့ကိုကျွန်တော်ကျမသင်ကိုလိုအပ်ပါတယ်ယေရှုခရစ်တော်ကိုကျွန်တော်လိုအပ်ပါတယ်ကျွန်တော်အသက်တာထဲမှာဝင်ရောက်အုပ်စိုးနေရယူပါလို့သင်ဟာခေါ်ဖိတ်လက်ခံလိုက်ရင်အဲ့ဒီဖယားကသင်ရဲ့အသက်တာထဲမှာနှိမ်ချစွာဝင်ရောက်လာတဲ့ဖယားဖြစ်တယ်ကြီးမြတ်တဲ့ဖယားဖြစ်လင်ကစားသင်ရဲ့ခေါ်ဖိတ်ခြင်းကိုလက်ခံတဲ့ဖယားဖြစ်တယ်နှိမ်ချဒါသူနွားစခွက်မှာမွေးဖွားခြင်းကိုခံယူတယ်ဒီအရာကကြည့်လိုက်တော့ပုံပြင်လို့ထင်လိမ့်မယ်ဒါပေမဲ့ကျွန်တော်ဘဝအတွက်တော့ပုံပြင်လို့တစ်သက်လုံးထင်ခဲ့ပေမဲ့ကျွန်တော်ဟာမူရစ်စေဝါနဲ့သေကံဤဖြစ်တဲ့အချိန်မှာမျောလင့်ခြင်းမဲ့သွားတဲ့အချိန်မှာဆရာဝန်လက်လျှော့လိုက်ပြီဖြစ်တဲ့အချိန်မှာ hopeless လို့ပြောလိုက်တဲ့အချိန်မှာကျွန်တော်နဲ့အတူဘယ်သူမှမရှိနိုင်တော့ပါဘူးအပြစ်တင်တဲ့သူပဲများတယ်တင်းတစ်ခုခုမှားသွားပြီဆိုရင်လူလောကကြီးမှာလူတွေလက်မခံနိုင်လောက်တဲ့အမှားတစ်ခုကိုတင်ကျူးလွန်မိလိုက်ပြီဆိုရင်လူတွေကတင်းကိုချစ်တဲ့သူပင်လျင်တင်းကိုချစ်လင်ကစားပတ်ဝန်းကျင်ကရှိတဲ့လူတွေရဲ့ဝေဖန်ကဲ့ရဲ့မှုတွေကြားထဲမှာသူတို့လည်းပဲအစဲမုံမခံချင်တဲ့အတွက်ကြောင့်တင်းကိုချစ်တော်ညာလည်းပဲတင်းအနာမမနေရတော့ဒါပေမဲ့အန်ဩစရာအရန်ကောင်းတာအဲ့ဒီအီမာနွေလဆိုတဲ့ဖခင်ကအနိုင်ဆုံးမှရှိတဲ့သူများပြစ်ပယ်ထားတဲ့သူလူအတိုင်းဝိုင်းကလက်မခံတော့တဲ့သူကိုစိတ်ဝင်စားတဲ့ဖခင်ဖြစ်တယ်လုံးဝလောကကြီးကသူ့ကိုကျင်လိုက်ပြီဆိုရင်စတွေးကွက်ထဲမှာမျောနေတဲ့ဒီလူတစ်ယောက်ကသူ့ကိုသူသက်သေဖို့ပဲကြံတော့တယ်လူအတိုင်းဝိုင်းကိုပြန်မဝင်ရတော့တဲ့အဆင့်ဖြစ်သွားသူတွေအများကြီးရှိတယ်အဲ့ဒီလူတွေအတွက်သတင်းကောင်းကအဲ့ဒီလူတွေကငါမှမျောလင့်စရာမရှိတော့ဘူးလို့သိရင်မျောလင့်စရာရှိသေးတယ်ဆိုတဲ့အကြောင်းကိုသူတို့သိဖို့အရေးကြီးတယ်မျောလင့်စရာမရှိတော့တဲ့ချိန်မှာမျောလင့်ခြင်းကိုပေးနိုင်တဲ့အရှင်ကလောကမှာအဲ့ဒီအီမာနွေလပဲတကယ်အီမာနွေလအဲ့ဒီအီမာနွေလကျွန်တော်ဆိုရင်ရှင်းပြရင်ကျွန်တော်ကအဆိုတော်ဖြစ်ချင်တာဗျအဆိုတော်ဒီနဲ့သွားပေါင်းမှုတော့အဆိုတော်မဖြစ်ပဲနဲ့ဘိန်းစားဖြစ်သွားတယ်ဘိန်းစားဖြစ်သွားပြီးတော့တေးဖို့ဖြစ်သွားတယ်လို့ဒီလုံးနေပေါ့နော်တေးဖို့ဖြစ်သွားတယ်အဲ့ချိန်မှာနဲတော်နဲသေးတယ်ဒီကောင်လက်ကားကောင်စံကုန်မြေလေးမိဘပါဘာညာရှောက်ပြောတဲ့ကောင်လေးပဲကိုချစ်တယ်လို့ပေါင်းနဲ့ကိုနားမှာလာနေပြီးတော့ဒါပေမဲ့ကိုဆဲခါပြီဆိုသူတို့လည်းပျောက်သွားဒါပေမဲ့အဲ့ဒီအချိန်မှာဒီဟာပုံပြင်မဟုတ်ဘူးဒါဟာဇလန်းလေးတစ်ခုမဟုတ်ဘူးဆိုတာသိခွင့်ကျွန်တော်ရခဲ့တယ်အဲ့ဒီအီမာနွေလဖယားဆိုတာတကယ်ရှိတယ်လူတွေပြစ်ပယ်တဲ့အချိန်မှာလူတွေလက်ညှိုးဝိုင်းထိုးတဲ့အချိန်မှာလူတွေဘယ်သူမှလက်မခံတော့တဲ့အချိန်မှာတင်းနဲ့အတူရှိနိုင်တဲ့ဖယားကဒါငါတို့နဲ့အတူရှိတော်ဖယားသခင်ဟုဆိုလိုတည်းတဲ့အဲ့ဒီအရှင်ကတင်းနဲ့ရှိတယ်ခါလေးမှာတင်မဖြစ်ချင်ပဲနဲ့ဖြစ်သွားတဲ့အရာတွေအများကြီးရှိတယ်။တင်မလှုပ်ချင်ပဲနဲ့လှုပ်လိုက်ရတဲ့အရာတွေအများကြီးရှိတယ်။တင်ဒီအရာကမလှုပ်ရဘူးဆိုတာလေတိတော်ညာလေးပဲလှုပ်လိုက်မိတဲ့အရာတွေအများကြီးရှိတယ်။အဲ့ဒီလှုပ်လိုက်မိတဲ့အခါမှာလူဆိုတဲ့တဘာဝကောင်းတာသိတယ်မလှုပ်နိုင်ဘူးမကောင်းတာသိတယ်မရှောင်နိုင်တဲ့သူတွေအများကြီးရှိတယ်။တင်မာနမကြည့်နဲ့ငါတော့ဘယ်တော့မှမဖြစ်စေရဘူးဆိုရင်အဲ့ဒီဟာနဲ့ပဲတင်ဖြစ်ကိုဖြစ်လိမ့်မယ်မာနကြည့်လို့မရအောင်လူကငါဘယ်တော့မှအဲ့လိုမဖြစ်စေရဘူးကျွန်တော်ငငယ်တော့တွေ့ဘူးလေကျွန်တော်အိမ်နီးနာချင်းငါသားသမီးကဘယ်တော့မှအဲ့ဒီကောင်တွေလို့မဖြစ်စေရဘူးအောင်စရာကောင်းတယ်အဲ့လိုပြောတဲ့မိခင်ရဲ့သားသမီးတွေဟာအစပိုင်းတော့လိမ့်ပါတယ်အဆုံးမှလေအဲ့ဒီဟိုသူအဲ့လိုလက်ညှိုးထိုးလိုက်တဲ့သူရဲ့မိသားစုရဲ့သားသမီးတွေထက်နှစ်ဆပိုဆိုးသွားတာပိုဆိုးသွားတယ်ဒါအောင်မနာကြည့်လို့မရအောင်
အေးဟုတ်ပြီကောင်းတာသိတယ်မလုံနိုင်မကောင်းတာသိတယ်မရှောင်နိုင်တဲ့အတွက်ကြောင့်မှားမိသွားတဲ့သူတွေအတွက်နောက်တစ်ခုလည်းရှိတယ်မှန်တယ်လို့ကိုယ့်ကိုခံယူထားတော်ညာလဲသူများအတွက်အမှားကြီးဖြစ်နေတဲ့သူတွေရှိတယ်ဥပမာကျမ်းစာထဲမှာဇက်ကဲဆိုတဲ့လူတစ်ယောက်ရှိတယ်ဇက်ကဲကိုသူကဘာမှနေလဲဆိုတော့ तू ကယေရီခေါမြို့မှာနေတယ်ယေရီခေါဆိုတာကချမ်းသာတဲ့လူတွေနေတဲ့မြို့တကယ် tourist attraction ရှိတဲ့မြို့အဲ့ဒီခေတ်ကာလတုန်းက Jericho လို့ခေါ်တယ် Jericho ဆိုတဲ့မြို့ဆိုတော့အဲ့ဒီမြို့ကတကယ်ကို visitor တွေအများကြီးသွားပြီးတော့မှလဲပတဲ့မြို့ဖြစ်တယ်ဒါပေမဲ့အဲ့ဒီမှာအခွန်ခံတနည်းအားဖြင့်အခွန်ခံပေါ့ဗျာအခွန်ကောက်တဲ့သူရှိတယ်အဲ့ဒီခေတ်အဲ့ဒီကာလတုန်းကအခွန်ခံဆိုရင်သူများတွေအယံမုန်းတယ်ဘာကြောင့်လဲဆိုတော့သူတို့ကသူများအစိုးရ30ကောက်ခိုင်းသူတို့က100ကောက်တယ်ပြီးတော့အိတ်ထဲကို90ဖန်းထည့်ပြီးတော့မှ30ကိုဒါပေမဲ့သူတို့မှလုတ်ပိုင်ခွင့်ရှိတယ်မပေးရင်ဖမ်းလို့ရတယ်ဆိုတော့ဒါပေမဲ့ तू ကတော်တော်ကြမ်းသွားတယ်သူ့ရဲ့နာမည်ကဦးဇက်ကဲလို့ခေါ်တာဇက်ကဲကတော်တော်လေးယူတာကြမ်းသွားတယ်ခါမှာမင်းမကြိုက်ဘူးလားမကြိုက်ရင်မင်းကြိုက်တဲ့လူနဲ့တိုင်လို့ရတယ်ဒါပေမဲ့ तू ကဘာဖြစ်နေဆို तू က custom ရဲ့ခေါင်းဆောင်ဖြစ်နေတယ်မတတ်နိုင်ဘူးမင်းရှိတာမရှိတာအရေးမကြီးဘူးဒါအခွန်ဒီလောက်ကောက်မယ်ဒါပဲအကုန်ဖြတ်တာဆိုတော့တစ်မျိုးလုံးကသူ့အယံမုန်းတယ်ဆိုတော့ဒါကြောင့်သူ့နဲ့သွားပေါင်းတဲ့သူလေသူများဝိုင်းကျင့်ပလိုက်တဲ့အတွက်ကြောင့်ဘယ်သူမှသူနဲ့သွားမပေါင်းရဘူးလူတွေကျင့်ခံထိလာတဲ့အခါမှာတဖြည်းဖြည်းနဲ့ဇက်ကဲကဘာဖြစ်လာလဲဆိုတော့အဲ့ဒီဘဝယူသူညင်းဝေးလာတာပတ်စံဘယ်လောက်ရှိသူများရဲ့နှာခေါင်းရှုံခံရတယ်သူများရဲ့မင်းပတ်စံဘယ်လောက်ရှိရတဲ့ပတ်စံမင်းတနေ့လေမင်းအဲ့ဒီပတ်စံနဲ့ပဲမင်းဒုက္ခပြန်ရောက်မှာပါဆိုပြီးတော့သူများရဲ့ကြိမ်ဆဲခြင်းကိုနေ့တိုင်းခံနေရတဲ့လူတစ်ယောက်သူ့နာမည်ဇက်ကဲအေးပတ်စံယူသွားတယ်မတရားယူသွားတယ်မတရားယူသွားတော့မတရားခံရလိမ့်မယ်မကြခင်ကြည့်ထားဆိုတော့တနေ့ကြိမ်ဆဲခြင်းပဲခံနေရတယ်ဒါပေမဲ့အစတော့သူကကျူးမဆိုင်ဘူးဘာလို့သူကျူးမဆိုင်လဲဆိုတော့ဖြစ်နိုင်ရည်ရှိတာကငငယ်ကလေးကသူကစင်းရဲတကယ်ကိုကုန်းကောက်စရာမရှိတော့အောင်စင်းရဲခဲ့တဲ့မိသားစုထဲကနေကြီးပြင်းလာတဲ့အတွက်ကြောင့်ပတ်စံရှိရင်ပြီးပြီပတ်စံရှိရင်ငါ့ကိုနှိမ်ခဲ့တဲ့သူတွေငါ့ကိုလက်ညှိုးထိုးခဲ့တဲ့သူတွေတွေ့မယ်တရက်ငါပတ်စံရှိအောင်ငါလုပ်မယ်ပတ်စံရှိဖို့အဓိကပဲသူများတေရှင်းအရေးမကြီးဘူးအခုတကယ်လည်းရှိတယ်ကျွန်တော်မြန်မာပြည်မှာလည်းကြည့်လို့ရတယ်ပတ်စံတေသူများတေရှင်းအရေးမကြီးဘူးဗျာဥမာငပိရောက်တာတော့မှဗျာမြန်ပြည့်အောင်လုပ်လိုက်တယ်ကင်မီကယ်နဲ့ငပိချက်ချင်းမဖြစ်ဘူးလေငပိဆိုတာတိတ်ထားတယ်ဘာလှုပ်ထားတယ်ဆိုတော့ချက်ချင်းသူကငပိဖြစ်ချင်းသူကကင်မီကယ်ထည့်ပလိုက်ဆိုတော့ပတ်စံရဖို့အဓိကပဲအဲ့ငပိစားပြီးတော့သူများယောဂရမှာလဲသူစိတ်ဝင်စားတော့သူပတ်စံရဖို့အဓိကပဲသူစဉ်းစားတယ်အဲ့လိုမျိုးလုပ်နေတဲ့သူတွေအများကြီးရှိတယ်ငပိပဲမဟုတ်ဘူးတခြားကိစ္စတွေမှာလည်းအများကြီးရှိတယ်ဆိုတော့လူတွေကဘာဖြစ်လာလဲဆိုတော့မကြည့်နောက်ဆုံးအသီးနှံနေရစားကျွန်တော်တို့ခေတ်တုန်းကဆိုအသီးနှံလေးတိတ်တိတ်လေးပဲအားရှိတယ်ဗျဒီခေတ်မှာအကြီးတွေပဲအဲ့ဒါတွေအားလုံးကပြီးတော့အသားတွေကစဗျာအသားတွေကစစေးထိုးတော့ဘာဖြစ်လဲतू ကတလလောက်ကြာမှကြီးရမယ်အကောင်က तू ကတစ်ပတ်နှစ်ပတ်လောက်နဲ့ကြီးသွားပြီအဲ့ဒါတွေစားပြီးတော့မှခန္ဓာကိုယ်ကကျန်းမာရေးတွေအများကြီးထိခိုက်လာကြတယ်ဒါပေမဲ့အဲ့ဒါအရေးမကြီးဘူးပြီးတော့မှစိုက်ပျိုးရေးလုပ်တယ်ဆိုရင်စိုက်ပျိုးရေးဆိုတာက6နှစ်အဲ့ဒီမြေကြီးကိုတုံးထားပြီးရင်တစ်နှစ်နားပေးရတယ်ဒါသူ့ရဲ့တဘာဝမြေကြီးဓာတ်မြေစီပြန်တက်လာအောင်လုပ်ရတယ်ဒါပေမဲ့လူတွေလောဘတက်ကုန်ပြီမရတော့ဘူး6နှစ်မကဘူး10နှစ်15နှစ်ဘယ်လောက်လို့မတက်လောက်လားမတက်ဆေးထိုးချပြတယ်အညာမှာဆေးထိုးအတီးတွေတက်အဲ့ဒါတွေစားပြီးတော့လူတွေကဘာဖြစ်လဲ chemical balance မဖြစ်တော့ဘူး unbalance တွေဖြစ်လာတယ်ဖြစ်လာခါမှာစိတ်ဓာတ်တွေကဖောက်ပြလာခလေးတွေကစငငယ်ရွယ်နဲ့အမျိုးစုံတွေးခေါ်တွေဖြစ်လာတယ်ဒီဆေးတွေရဲ့ side effects ဆိုတာရှိတယ်ခလေးတွေမှာအခု KFC စားနေကြ CP ချက်တွေစားနေစော်ကားတော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒါတွေအားလုံးကတကယ်တော့ခန္ဓာကိုယ်ထဲမှာ chemical unbalance ဖြစ်သွားပြီဒါကြောင့်ကလေးတွေမှာဒုက္ခတုံးကလို့မတူတော့ဘူးသူတို့မှာတွေးခေါ်တွေ
ကောင်းတာလည်းအရန်ကောင်းသွားတယ်ဆိုရင်လည်းအရန်ဆိုးသွားတဲ့ဟာတွေအများကြီးဖြစ်တယ်ပြီးတော့ပိုဆိုးလာတာဒီခေတ်ဒီကာလမှာဒီဆေးဝါးတွေကြောင့်ဒီ autism ဆိုတာပိုများလာတယ်ကလေးတွေမှာတို့ခေတ်တွေမှာ autism ဆိုတာမကြားဘူးအင်မတန်နဲ့အခု autism တွေအများများလာတယ်ကလေးတွေကစကားမပြောတော့ဘူးကြောင်တိကြောင်တောင်လေးနဲ့နေမယ်အော်ရင်အော်မယ် normal မဟုတ်တော့ abnormal လေးတွေဖြစ်လာတယ်အဲ့ဒါတွေအားလုံးဒီ chemical ရဲ့ imbalance ဖြစ်တဲ့ပြဿနာတွေဆေးတွေကြောင့်အများကြီးဆိုင်တယ်ဟုတ်ပြီဆိုတော့သူတို့လည်းပဲဘာလို့လောက်ကြလဲမင်းတို့ငါပတ်စံရဖို့အဓိကပဲနော်ဘယ်သူသေးရှင်းအရေးမကြီးဘူးငါပတ်စံရဖို့ငါလောက်မှာပဲဘာလို့သူတို့အဲ့လိုဖြစ်တာလဲဆိုတော့သူတို့ဆင်းရဲတဲ့ဒုက္ခကိုသူတို့ခံခဲ့ရတဲ့အခါမှာပတ်စံမရှိအနှိမ်ခံခဲ့တဲ့ဘဝကိုခံရတဲ့အခါမှာတနေ့လူတွေသေမှာပဲငါလည်းမသေခင်တော့ငါလည်းရသမျှငါအကုန်လောက်မှာပဲဆိုတဲ့စိတ်ကဖြစ်သွားတယ်အဲ့ဒီအားလုံးဘာလို့ဖြစ်တာသိလားညီကောင်မောင်မတော်မေတ္တာမခံစားခဲ့တဲ့လူဟာဘယ်တော့မှသူမြောက်မေတ္တာမထားနိုင်ဘူးမေတ္တာမခံစားတဲ့သူဘယ်တော့မှမေတ္တာမထားနိုင်ဆိုတော့အဲ့ထဲမှာဘာသူပါလဲဆိုဇက်ကဲပါတယ်မင်းတို့ဘာသာသေရှင်းအရေးမကြီးဘူးငါပတ်စံရဖို့တိကပဲဆိုတော့ तू ဘာလုပ်လဲခေါင်းပုံဖြတ်တယ် तू လုတ်ပိုင်ခွင့်ထဲကနေအကုန်လုံးသူများကိုဖြတ်စားလက်စားအကုန်လုပ်တယ်ရေးမကြီးဘူးငါလုတ်ပိုင်ခွင့်ရှိတယ်အဲ့ဒါငါရဲ့လုတ်ပိုင်ခွင့်ပဲငါလုတ်မယ်စားမယ်ဒါပေမဲ့လုံရင်နဲ့ကြာလောက်ဘာဖြစ်လာဆိုတော့ तू lonely ဖြစ်လာတယ်ငါပတ်စံလည်းရှိပြီဒါပေမဲ့ငါလမ်းထွက်တိုင်းမှာဘာဖြစ်လဲသူများရဲ့ဇတွေးထွေးခါတယ် Jewish တွေအများစုကမကျေနပ်ဘူးဆိုဇတွေးထွေးတာများတယ်ထွေးဆိုထွေးလိုက်တာရှိတယ် Jewish တွေမှာပိုဆိုးတာကဒီ Jew လူမျိုးတွေမှာသူတို့အရန်ဘယ်လိုခေါ်မလဲဒီ culture နဲ့ပတ်သက်ပြီးတော့မြန်မာလူတိုင်းမှာ culture ပြဿနာရှိတယ်နိုင်ငံတိုင်းမှာ culture ပြဿနာရှိတယ်ဒါပေမဲ့သူတို့မှာအရန်ဆိုးတာအကျွေးရှိတဲ့လူတယောက်ကခေါင်းတလို့မော့ပြီးတော့လမ်းလျှောက်လို့မရအောင်ခေါင်းတလို့စိုက်ရမြေကြီးကိုကြီးအဲ့လိုသွားတယ်အကျွေးရှိတဲ့သူကဒါကျမ်းစာမှာဗာပြောလဲဆိုတဲ့အခါမှာမြေကြီးကိုကြည့်ပြီးတော့မှခေါင်းငိုက်ဆိုင်ကြတဲ့သူတွေဖယားသခင်သူ့ရဲ့ဥကောင်းချီမမယ်လို့ပြောတဲ့ဖယားဖြစ်တယ်အယံကောင်းမြတ်တာကခရစ်ယာန်ဘာသာထဲမှာနေပြီးတော့မှခရစ်တော်ကိုဘယ်လောက်ကောင်းမြတ်ကြောင်းကိုမသိတဲ့လူတွေအတွက်တော့အယံဝမ်းနေတယ်ဆရာအဲ့ဒီဖယားကလူတွေလက်မခံတော့တဲ့သူကိုလက်ခံပေးတယ်ဖယားလူတွေလက်ညှိုးဝိုင်းထိုးနေတဲ့သူတွေကိုလက်ညှိုးထိုးခံနေရတဲ့သူကိုသူကနေပြီးတော့မှနှစ်သိမ့်ပြီးတော့မှသူများရဲ့လက်ညှိုးထိုးနေသူတွေရှေ့မှာပြန်ချီးမြှောက်တယ်ဖယားအဲ့ဒါကိုနားလေသွားတဲ့ဒါဝိဒ်ကဘာပြောလဲဆိုရန်သူတွေရှေ့မှာသူ့စပွဲခင်းတဲ့ဖရားဖြစ်တယ်တဲ့သူ့ရဲ့ခေါင်းစီနဲ့လိမ့်တဲ့ဖရားရှင်ဖြစ်တယ်ပြီးတော့ခွက်ဖလားရှန်ထွက်တဲ့အထိပြန်လဲကောင်းကြီးပေးတဲ့ဖရားရှင်ဖြစ်တယ်တဲ့ပြောချင်တာကဒါဝိဒ်ရဲ့အသက်တာကသူများရဲ့မနာလိုခြင်းခါတဲ့ညှူဆူခြင်းခါတဲ့သူများရဲ့အမြဲတမ်းဖြက်စီးဘယ်လိုခေါ်မလဲသူ့ရဲ့သူဒုက္ခရောက်တာကိုကြည့်ရှင်တဲ့သူတွေပဲချင်းနေပဲဒါပေမဲ့သူဘာနားလဲသွားဆိုငါကိုးကွယ်တဲ့ဖယားကတဲ့ငါ့ကိုဘဝပြတ်သွားတာကိုကြည့်ပြီးတော့မှဟလာလက်ခုပ်တီးမဲ့သူတွေရှေ့မှာငါ့ကိုဖယားသခင်စပွဲခင်းပေးတယ်တဲ့ဒါတင်ရတတ်တာထဲမှာတစ်ခါလေမှာသူများလက်ခံအောင်တင်ကြိုးစားနေတာမျိုးမဖြစ်စင်နဲ့တင်ရဲ့ရည်ရွယ်ချက်ပန်းနိုင်တင်ရောက်အောင်သွားဖို့ပဲအရေးကြီးတယ်ပြန်ပြောမယ်မရမှာဆိုလို့သူများလက်ခံအောင်တင်ကြိုးစားနေရင်နဲ့တင်းရဲ့ရည်ရွယ်ချက်ပန်းနိုင်ကိုတင်မရောက်တဲ့သူဟာလူဖြစ်ရကြုံမနှက်ဘူးမရမှာဆိုလို့ကျွန်တော်ပြန်ပြောပြစေကျွန်တော်တို့မြန်မာပြည်သားတွေချစ်စရာရမ်းကောင်းတယ်ဘာချစ်စရာရမ်းကောင်းလဲဆိုတော့ကိုကြောင့်သူများထိခိုက်သွားမှနစ်နာသွားမှအရန်ဆိုးရင်တယ်အဲ့ဒါကြောင့်သူများမျက်နှာကိုအမြဲတမ်းထောက်နေရတဲ့အကျင့်ကောင်းရှိတယ်ဒါပေမဲ့အဲ့ဒါကကောင်းပြီမဲ့သူများကိုပဲဒီဘယ်လိုခေါ်မလဲသူများအတွက်ကိုပဲကြည်ပေးရင်နဲ့ကိုယ့်ရဲ့ရည်ရွယ်ချက်ပန်းနိုင်ပျောက်သွားတယ်အဲ့ဒါမကောင်းဒါအင်္ဂလိပ်စကားမှာရှိတယ် kindness without boundary is dangerous kindness without
boundary is dangerous. And also, love without discipline is dangerous as well. ချစ်တယ်လို့ပြောပြီးတော့မှစီကံမရှိတဲ့ချစ်ချင်းမေတ္တာကသင်ကိုဝမ်းနဲ့ချင်းပြန်တည်ဆောင်လာပေးတယ် kindness လူတွေပေါ်အရန်ကောင်းပါတယ်ဒါပေမဲ့ kindness without boundary ကိုယ့်ရဲ့အကန့်တော့ခြားထားတယ်အမြဲတမ်းအဲ့လိုမထားဘဲနဲ့သူများအတွက်လှုပ်ရင်းနဲ့ပဲပါကြကိုယ့်ရဲ့ရည်ရွယ်ချက်ပန်းနိုင်ပြောက်သွားတာလူတိုင်းမှာ assignment ရှိတယ်လူတိုင်းမှာကိုရောက်ရမယ်ကိုပြေးရမယ်ပန်းတိုင်ဆိုတာရှိတယ်ပန်းတိုင်မရှိတဲ့လူဆိုတာမရှိဘူးလူတိုင်းမှာပန်းတိုင်ရှိတယ်မသိလို့သာဝေဝါပြီးတော့ရှောက်ပြီးတော့သွားနေကြတာဒါကြောင့်လူတော်များသေရမှာဘာလို့ကြောက်လဲဆိုတော့သူတို့ပန်းတိုင်မသိလို့ဆိုတော့ပန်းတိုင်မသိတဲ့အခါမှာပန်းတိုင်ကို focus လုပ်တော့မသွားဘူးတခုခုဆိုစိုးရင်နေတယ်ပန်းတိုင်ရှိတဲ့သူကငါအဲ့ဒီပန်းတိုင်ရောက်မယ်ဆိုတဲ့စိတ်ထားရှိတယ်ပန်းတိုင်ရောက်သွားရင်ဘာဖြစ်လဲသိပြောတယ်ပန်းတိုင်ရှိတဲ့သူကပန်းတိုင်ကိုရှေးရှုတယ်ပန်းတိုင်ရောက်သွားရင်သိပြောပြီသိပြောတယ်ဒါပေမဲ့အရေးကြီးတဲ့တစ်ခုကဘာလဲဆိုတော့သူများအတွက်အရန်ကောင်းပေးနေရင်းနဲ့ကိုယ့်ရဲ့ရည်ရွယ်ချက်ပျောက်သွားတာကြောက်စရာကောင်းတယ်ပိုဆိုးတာကသူများအတွက်ကိုပဲသူများကို please လုပ်နေတယ်သူများကျေနပ်အောင်လုပ်ပေးနေရင်းနဲ့ကိုကလမ်းပြောက်သွားတာထားမုံဘယ်ခေါ်လဲခါသီမှုတွေပြန်ဖြစ်လာတယ်အဲ့လူတွေကကိုယ့်ပေါ်ကောင်းတဲ့သူတွေကပဲကိုကသူ့ပေါ်အရန်ကောင်းခဲ့ပေမဲ့အဲ့လူတွေကကိုယ်ပြန်ဒုက္ခပေးတာယေရှုရှိမှကျေးဇူးတယ်တဲ့မြန်မာစကားတင်လူတယောက်ကိုတင်ယေရှုမပြုတ်ထားရင်သူဘာမှတင်ကိုပြန်လာပြီးတော့ဒုက္ခပေးလို့မရအောင်တင်ယေရှုပြုတ်ထားတဲ့လူကပဲတင်ကိုပြန်ပြီးတော့မှကျေးဇူးတာတင်ကိုဝမ်းနဲ့အောင်ပြန်လာလုပ်လိုက်မယ်တင်ယေရှုပြုတ်ထားတဲ့သူဟာပဲတင်ကိုပြန်ပြီးတော့မှယေရှုမသိတတ်တဲ့ခါမှာတင်အယံခံစားရတယ်အဲ့ခါမှာဘာဖြစ်လာဆိုတော့လူတွေကိုနာကြည့်လာတယ်မုန်းတီးလာတယ်အဲ့ဒီကနေစကုန်တယ်ကောအမျိုးစုံရှိလိမ့်မယ်ညီကိုမောင်မတို့လောကကြီးမှာသို့တော့ကျွန်တော်အနေနဲ့ဘာအားပေးခြင်းလဲဆိုတော့ကျွန်တော်တို့ဘဝမှာအကောင်းဆုံးလုပ်တယ်လို့ပြောပေမဲ့ဘလောက်ကောင်းဆုံးလုပ်သူများအပြောနဲ့မလွတ်ဘူးဘလောက်တင်အကောင်းဆုံးလုပ်သူများအပြောနဲ့ဘယ်တော့မလွတ်စေရအောင်တခုတော့ရှိတယ်သူများပြောလွတ်ချင်ဘာမလုပ်နဲ့ဘာမလုပ်နဲ့ဒါမဲ့တင်ကပန်းတိုင်ရှိတဲ့လူတယောက်ရည်ရွယ်ချက်ရှိတဲ့လူတယောက်အဲ့ဒီပန်းတိုင်ကိုတင်အရှိန်နဲ့ပြေးပြီးဆိုရင်တော့တင်အပြောလွတ်မှာမဟုတ်ကျင်းသေးတယ်ဟုတ်ပြီအပြောခံရမှာဖြစ်တဲ့ကြောင့်မလုပ်ဘူးဆိုရင်တင်ဘယ်တော့မှပန်းတိုင်ရောက်မှာမဟုတ်တင်လှုပ်เสียရှိတာတော့တင်လှုပ်ရမှာပဲတင်ပြေးရမယ်ပြေးလန်းကိုတော့အဆုံးတိုင်တင်ပြေးရမှာပဲဘယ်တစ်ခုတော့ရှိတယ်ညီကိုမောင်မတော်ဇက်ကဲကဲတော့ပဲဇက်ကဲကသူဘာပဲဖြစ်ဖြစ်ငါပတ်စံရဖို့အဓိကပဲလှုပ်ရင်းနဲ့ဘာဖြစ်လဲဆိုတော့ရေရှည်မှာကြတော့လူတွေရဲ့မုန်းတီးခြင်းလူတွေရဲ့ပြစ်ပယ်ခြင်းလူတွေရဲ့ဇတွေးထွေးခြင်းခံလာတဲ့အခါမှာအဲ့ဒီအရင်မလို့ချင်တော့ငါပတ်စံဘလောက်ရှိငါမှဝမ်းမြောက်ခြင်းမှမရှိတော့တာငါဒါမလို့ချင်တော့ဘူးဒါပေမဲ့ too late လူတယောက်ကဘလောက်ကောင်းခဲ့တခါမှားသွားနဲ့အဲ့လူပြောလို့မဆုံးတော့ဘူးအဲ့ဒါလောကကြီးပဲဘလောက်တင်အကောင်းဆုံးလှုပ်ပေးတင်တခါလေးမှားလိုက်တာနဲ့တင်ယေရှုပြုတဲ့လူကတင်ရန်သူပြန်ဖြစ်တယ်ဘလောက်ကောင်းဆုံးတင်လှုပ်ပေးတခါလေးပဲမှားတင်ယေရှုပြုခဲ့တဲ့သူကတင်ကိုရန်သူအနေနဲ့ပြန်ဆက်ဆံတာတင်ခါလိုက်မယ်အဲ့ဒါလောကကြီးပဲအဲ့လိုဖြစ်တဲ့အခါမှာ
အဲ့လိုဖြစ်သွားရင်ဘာလုပ်မလဲဇက်ကေရဲ့ life ကအဲ့လိုပဲသူလုံရင်လုံနေကြာလိုက်ခါမှာဘာဖြစ်လဲလူတွေနဲ့မဆက်ဆံချင်တော့ဘူးဒါပေမဲ့ပိုဆိုးတာကလူအတိုင်းဝိုင်းနဲ့လည်းပဲလူဆိုတာလူအတိုင်းဝိုင်းဆိုတာရှိတယ်အတိုင်းဝိုင်းမရှိဘဲနဲ့နေလို့မရအောင်အတိုင်းဝိုင်းထဲမှာရှိနေတဲ့အတိုင်းဝိုင်းရဲ့လက်ညှိုးထိုးခြင်းပစ်ပယ်ခြင်းကဲ့ရဲ့ခြင်းခံလာရတဲ့အခါမှာအဲ့ဒီဘဝယူ तू မလို့ချင်တော့ဘူးအဲ့ဘဝကို तू အယံမုန်းတီးလာတယ်ငါတယောက်တည်းနေနေရတဲ့ဘဝယူငါမလို့ချင်တော့ဘူးဒါပေမဲ့ငါအကောင်းဆုံးငါပြန်လှုပ်ချင်တယ်မကြည့်လူတယောက်ကနားလည်းပဲလူတယောက်ကမှားခဲ့တယ်တစ်သက်လုံးဒါပေမဲ့တတိတစ်ချက်ပြန်ဝင်တဲ့အခါမှာငါအကောင်းဆုံးအသက်ရှင်မယ်လို့ဆုံးဖြတ်ချက်ချတဲ့အချိန်မှာသူ့ဘယ်သူမှလက်မခံတော့ဘူးအဲ့ဒီအချိန်ကကိုကိုတတ်သိတဲ့အချိန်ပဲအများစုကမထားပဲဇက်ကဲဖြစ်နေတဲ့အချိန်နေရအဲ့ဒါဇက်ကေကတသက်လုံးသူများခေါင်းပုံဖြတ်ခဲ့တယ်သူများကိုအနိုင်ကျင့်ပြီးတော့မှသူများပတ်စံကိုယူခဲ့တယ်သူမှပတ်စံလည်းအရန်ရှိပြီဒါပေမဲ့အဲ့ဒီပတ်စံဘလောက်ပဲရှိသူဝမ်းမြောက်ခြင်းမရှိတော့ပတ်ထားပဲညီကိုမောင်မတော်ပတ်စံဘလောက်ရှိဝမ်းမြောက်ခြင်းမရှိတော့ရင်အဲ့ဒီပတ်စံနဲ့ဝမ်းမြောက်ခြင်းဝယ်လို့မရဘူးဆိုတာသိသွားတဲ့တနေ့မထားပဲပတ်စံနဲ့ဝမ်းမြောက်ခြင်းပတ်စံနဲ့ငြိမ်သက်ခြင်းဝယ်လို့မရတဲ့နေ့မှာလူတွေကိုကိုတတ်တည်သွားတာများတယ်ဆိုတော့သူစဉ်းစားပြီโอเคငါပတ်စံအများကြီးရှိတယ်အခုဒါပေမဲ့တနေ့ငါလမ်းဖြတ်သွားတဲ့ငါ့ကိုဆဲတဲ့ကောင်နဲ့ငါ့ကိုအချိန်ဆဲတဲ့ကောင်နဲ့အမျိုးစုံပဲငါမလုံးချင်းတော့အဲ့ဒါကိုဆိုတော့ငါအကောင်းဆုံးပြန်လဲပြီးတော့မှလူတွေကိုငါကျေးဇူးပြုမယ်လို့ပြောတဲ့အခါမှာနိပတ်စံကမတထားရေစားတွေစားထားတဲ့ပတ်စံနေတော့တိုင်းဝိုင်းကလုံးဝလက်မခံဆိုညင်းပယ်လိုက်တဲ့အချိန်ဟာသူ့ကိုသူတတ်တယ်ပဲကြံတော့တဲ့ချိန်အဲ့ဒီအချိန်မှာ तू တည်င်းတစ်ခုကြားတယ်အဲ့ဒီမြို့ကိုယေရှုခရစ်တော်ကြွလာမယ်တဲ့ဒီမှာရှိတဲ့ညီကိုမောင်နှမရောက်စီတိုင်းဒီထဲမှာညီကိုမောင်နှမလူမျိုးဘာသာအမျိုးစုံပါလိမ့်မယ် online မှာကြည့်နေသူတွေအမျိုးစုံပါလိမ့်မယ်တခုပဲတင်းရဲ့ဘဝမှာလူတွေတင်းကိုလုံးဝလက်မခံတော့ဘူးဆိုရင်လက်ခံတဲ့အရှင်ရှိတယ်လက်ခံယုံတင်တာမကဘူးတင်းရဲ့ဘဝကိုလက်ခံယုံတင်တာမကဘူးတင်းရဲ့ဘဝကိုအတိတ်ပဲရှိတဲ့ဘဝဖြစ်အောင်ပြန်လဲတဲ့မှတ်ပေးပြီးတော့မှအကောင်းဆုံးလမ်းကိုပို့ဆောင်ပေးနိုင်တဲ့ဖခင်ကအေမာနွေလဖြစ်တယ်ကိုတတ်သိချင်တဲ့သူတွေကိုကျွန်တော်ဒါပဲပြောတယ်လုံးဝတတ်သိစရာအကြောင်းမရှိဘူးမကျွန်တော်တရားဟောချက်တွေကိုကျမ်းတက်ပုဂ္ဂိုလ်တွေကတော့ကဲ့ရဲ့ပြစ်တင်ကြလိမ့်မယ်ဒါမဲ့ကျွန်တော်လည်းမဟောချင်တော့ဘူးတကယ်ပွင့်လင်းပြောရရင်မဟောချင်ဘူးဟိုဟာပြောလဲမလွတ်ဘူးဒီဟာပြောလဲမလွတ်ဘူးအပြစ်ရှားနေတဲ့ကောင်နေနဲ့ပဲကျွန်တော်တွေ့တော့ကျွန်တော်လည်းမပြောချင်တော့ငါသမင်းငါစားပြီးတော့ငါဘာလို့မုန်းခံမလဲအဓိပ္ပာယ်မှမရှိတာဒါပေမဲ့အဲ့လိုဆုံးဖြတ်လိုက်တိုင်းမှာစာရောက်လာတယ်ကျွန်တော်စီကိုဒီနောက်မှဘယ်မှာလဲတွေးလိုက်တယ်စာပါရောက်လာထင်လို့လေဆရာဆက်ဟောပင်းတော့ဆရာ2002ခုနှစ်ကကျမကိုသတ်သေးဖို့ဆရာရဲ့အတန်ပြဲပါသေးတဲ့အိစကားဒီယူတန်ပြောပါလားဆရာတရားဟောချက်ကြားတယ်ဆိုပြီးရောဆရာရဲ့အတန်ပြဲနဲ့អော်တဲ့အတန်ကိုစိတ်ညစ်ညစ်နဲ့နားထောင်မိတဲ့အချိန်မှာတေးချင်တော့တဲ့စိတ်ပျောက်သွားပြီးတော့မှပြန်လဲအသက်ရှင်ခြင်းနဲ့စိတ်ဖြစ်လာတာဆိုတော့ကျွန်တော်ရဲ့တရားဟောချက်ကတော့ကျမ်းတက်ပုဂ္ဂိုလ်တွေအတွက်တော့ဘာမှအဓိပ္ပာယ်မရှိဘူးပေါ့ဘာလို့ကျွန်တော်လည်းကျမ်းတက်ပုဂ္ဂိုလ်မှမဟုတ်တာကျွန်တော်ကျမ်းတက်ပုဂ္ဂိုလ်ကျွန်တော်ကျမ်းစာတွေတက်ပြီးတော့ကျမ်းစာတွေအရန်တက်ပြီးတော့ကျွန်တော်ကျမ်းစာကြောင်းလည်းမတက်ဘူးလေ
အဲ့ဆိုတရားဟောခွင့်လည်းမရှိဘူးကျမ်းစာကြောင့်မပြီးတဲ့လူတရားဟောခွင့်မရှိဘူးလေဒါမဲ့ကျွန်တော်ကတရားဟောဖို့လည်းအစီအစဉ်မရှိပါဘူးကျွန်တော်အခုနပြောလို့ကျွန်တော်ဘိန်းစားနေကျွန်တော်ပြောင်းလဲလာတဲ့ကောင်လေပြောင်းလဲတယ်ဆိုတာလို့ဘိန်းစားသေကန်ဒီမှာတရားမကြောက်လို့ခေါ်လိုက်တာအဲ့ဖခင်ကျွန်တော်အသက်ပြန်ပေးတယ်အဲ့အေမာနွေလာပဲဒါခရစ်စမတ်ကကျွန်တော်တို့အရင်ရေးကြည့်တယ်ဆိုကျွန်တော်ခေါ်လိုက်တယ်ဗျာဖခင်ကျွန်တော်အသက်ပြန်ပေးတယ်ဗျာကျွန်တော်အသက်ပြန်ရှင်ခွင့်ရတယ်အသက်ပြန်ရှင်ခွင့်ရတဲ့ခါမှာကျွန်တော်အသက်တောင်ပေးတယ်ဖခင်ကျွန်တော်အသက်ရှင်ခွင့်လေးပဲမပေးနဲ့အသက်ရှင်လို့စံကုန်မြေလေးဖြစ်နေအဖွဲ့တွေအများကြီးပဲအသက်ရှင်ယုံနဲ့မကဘူးသူမြောက်ပါပြန်လဲပြီးတော့မှပြန်လဲဆွဲထူနိုင်တဲ့လူတစ်ယောက်ဖြစ်ဖို့ကျွန်တော်မဆပါလို့ဆူတောင်းလိုက်တဲ့အရာကိုအသက်ပဲပေးတဲ့ဖခင်မဟုတ်ပဲနဲ့အသက်ပဲပေးဘာဖြစ်သွားပြန်ပြီလဲအခုနပုံစံဆရာကြိုက်တယ်အဒီပုံစံမကြိုက်ဘူးဆရာတရားဟောတာအနည်း30ရှိပြီဆိုတော့လေမိုက်ပါဝသွားပြီမိုက်โอเคဒါကြတော့အရင်နေများတော့ပဲဒါဆရာကိုသူတရွေ့တာဒေးဗစ်ရှန်တော်နေငါ့အောင်လို့မလို့မိုက်မကောင်းရင်တရားဟောဆရာပြင်မှန်းတယ်ဟောဒါလမ်းကြုံလို့ရှောက်ပြောတယ်တော်ပြီဆိုတော့တရားဟောဖို့လည်းစီစဉ်မရှိပါဘူးဒါပေမဲ့တခုတော့ရှိတယ်ကျွန်တော်ကလူတိုင်းမှာလည်းဒီလိုစိတ်ထားရှိမှာပဲဒါမြန်မာပြည်ကလာတဲ့တော်တော်များစိတ်ထားတယ်လို့ရှိတယ်ကိုစားလို့ကောင်းတဲ့အစာကိုသူများလိုက်ကြွေးချင်တယ်တော့ဘာလဲမသိကျွန်တော်ကဒီဥဆရာကြီးဖြစ်ချင်လို့ဆရာကြီးဖြစ်ချင်လို့မှုတော်ဆောင်ခဲ့တာလည်းမဟုတ်ကျမ်းစာကြောင်းလည်းမပြီးဘူးကျမ်းစာကြောင်းမပြီးရင်ဒါဟိုဘာသာရေးအရာဆိုရင်တရားဟောခွင့်မရှိဘူးတောင်းကျွန်တော်စင်ပေါ်မှာမဟောတတ်တာလေကျွန်တော်စင်ပေါ်လာတဲ့ကောင်မမို့လားကျွန်တော်လမ်းဘေးမှာရှောက်ပြောတာသူများဒုက္ခရောက်တာမကြည့်ရဘူး။အိုကောင်လည်းရင်းနေထားတော့ခိုင်နေဟျောင်းမင်းယေရှုရှိတယ်ဟျောင်း။ဘာယေရှုလဲငါလိုချင်တာယေရှုမဟုတ်ပါညာ။ဘိန်းစားဒေါသတွေထွက်နေရနော်။ဟျောင်းငါယင်းထားတာဟျောင်းမင်းတပ်ပလိုက်မယ်။ယေရှုရှိတယ်။အဲ့ဒီယင်းကိုပျောက်စေတယ်ယေ။နင်းတမီးဒီယင်းကိုပြောတာမဟုတ်။ယင်းကထားနေမင်းဘာယေရှုလဲငါထားတပ်ပလိုက်မယ်။မငါမင်းကိုချစ်လို့ပြောတာငါလည်းယင်းထားခဲ့ဘူးလေ။တကယ်မဆန်နိုင်တာဖရားရောတော့ပြောတော့နှစ်ခါသုံးခါတော့ပါရိုက်ခံတယ်ဒါပေမဲ့ဒီကောင်တကယ်ဆန်းလိုက်တဲ့ခါမှာတက်တည်ရသွားတာတကယ်ရသွားတာခမရဒီကိုခံစားရတဲ့အရာတကယ်ခံစားသူများမပြောဘဲမနေနိုင်ဘူးဗျာကျွန်တော်တို့ကအစဲခံပြီးတော့ပြောနေဆိုတာကိုခံစားရလို့ဗျာဥမာဗျာဟိုခမရမိုးဟင်းကကြိုက်တဲ့လူဆိုမိုးဟင်းကသွားစားပြီးရင်ဘာပြောလဲဟျောရမ်းမိုက်တယ်ဟျောမင်းဆိုင်ရတော့တိတ်ကောင်းတာမဟုတ်ဒါပေမဲ့ရမ်းမိုက်တာမင်းမင်းမယုံလိုက်စားရအောင်ငါချွေးမယ်ရောမေငါချွေးမယ်ဒီပဲဖြစ်ကုန်ပြီဘာလို့လဲကောင်းလို့ကျွန်တော်လည်းအဲ့လိုပဲကျမ်းစာကြောင်းလည်းမပြီးဘူးသူများပြောပါတယ်ခရိယန်ဆိုခရိယန်ဆရာဟောဆရာဖြစ်ရှင်၄နှစ်ကြောင်းတက်တယ်၄ရက်တောင်မတက်ခဲ့တဲ့ကောင်ဒါပေမဲ့ဖျားမဆလို့ပေါ့ဗျာဘာသာရေးနဲ့ကြည့်မယ်ဆိုတော့ကျွန်တော်ကတခြားမှအရေးရှင်းမမိတဲ့ကောင်အရေးရှင်းမမိအရေးရှင်းမမိဒါပေမဲ့ကျွန်တော်အပြင်ပြောင်းလဲသူတွေအများကြီးပဲပြောင်းလဲသူအများကြီးပဲအများကြီးပဲအခု online မှာကျွန်တော်ပြဿနာရှာတဲ့အဖွဲ့တွေကဒါကြမ်းတက်ပုဂ္ဂိုလ်တွေသူစာတတ်တယ်တို့ကစာမတတ်ဘူးဘိန်းစားတွေဘယ်လိုစာတတ်မှာလဲမတတ်ဘူးဒါပေမဲ့သေကန်ဤဖြစ်တဲ့ကောင်တော့တရားဟောချက်နားထောင်ခံလိုက်ဒီကောင်လုံးဝစိတ်သက်ကြနေပြီဆရာဒေးဗစ်လက်ခွေပေးလိုက်ကွာကျန်တဲ့ပုဂ္ဂိုလ်တော့မပေးနဲ့အဲ့မှာ तू ကျန်တဲ့ပုဂ္ဂိုလ်က तू ကတကြောင်ချင်းစီမှာအမှားရှာလိုက်မယ် तू ဒီမှာမှားသွားပြီတော့ဒီလိုရှိတာလို့ကျမ်းပိုက်နဲ့ तू ထောက်တာအပီထောက်နေတာတော်တယ်ကျမ်းစာဆိုတာကခင်ဗျာအမှားရှာလို့အလွယ်ဆုံးပဲဒီကျမ်းတဲ့ပုဂ္ဂိုလ်တွေကဘာဖြစ်လဲဆိုတော့သူတို့ကဒီကျမ်းစာတကြောင်တိုင်းမှာ तू ကသူများဟောတဲ့တရားကို तू ရှာလို့ရတယ် तू မှာသူမြောက်တာပြောင်းလဲအောင်သူတို့မလုပ်တတ်တာအမှားတော့ရှာတတ်တယ်အဲ့ဒါကျန်တဲ့ပုဂ္ဂိုလ်ပဲကျန်တဲ့ပုဂ္ဂိုလ်ပဲဆိုကျွန်တော်တော့ဒါတော့မသိဘူးဒါပေမဲ့ကျွန်တော်တရားဟောခြင်းစိတ်လည်းမရှိပါဘူး
ဒါပေမဲ့အဲ့လိုတွေ့တော့မခံစားနိုင်ဘူးဗျာမခံစားနဲ့တော့ပြီးတော့ယေရှုရှိတယ်မင်းယေရှုရှိတယ်ယေရှုခေါ်ကြည့်ယေရှုခေါ်ကြည့်မင်းယေရှုဘာကောင်မို့လဲဘာညာထပြီးတော့ဆဲတဲ့ကောင်လို့ရှိဒေါသထွက်တဲ့ကောင်လို့ရှိတယ်ဒါပေမဲ့အဲ့မှာကိုရီးယားမှာကမ္ဘာမှာအကြီးဆုံးဖျားเจ้าရှိတယ်အဲ့ဖျားเจ้าစောက်ခဲ့တဲ့လူဟာယုံကြည်ချိုယုံကြည်လို့ခေါ်တယ်အဲ့ဒီချိုယုံကြည်ဆိုတာလုံးဝဖယမဲ့နော် तू ကဖျားမယုံလားယုံချင်စိတ်လည်းမရှိဘူးဒါပေမဲ့ तू ကအဆုတ်ယောဂနဲ့သေတော့မဲ့အချိန်မှာနတ်စမလေးကယေရှုကြောင့်သွားပြောတာလူကတေတာတေခံနေပြီနော်ယေရှုကြောင့်သွားပြောလို့ဒေါသထွက်တယ်ဒေါသထွက်တော့နင်းပါဇက်ပိုက်တာနင်းငါမောနေရကြတယ်နင်းဘာအဲ့ဆိုတော့မပြောတော့ပါဘူးဆိုတော့ကျန်းစာအုပ်သွားပေးတာအဲ့ဒီဆရာကြီးယုံကြည်ချူကကျန်းစာအုပ်လာပေးတဲ့နတ်စမလေးကိုကျန်းစာအုပ်ကိုယူတော့မှပြစ်ပေါက်တာပြစ်ပေါက်တော့မိန်းကလေးဆိုတော့ဒီရင်ဘတ်ကိုထိတော့နာသွားတာပေါ့နာတော့ငိုပြီးတော့ပြန်ထွက်သွားတာသူထင်လိုက်တာကမလာရဲတော့ပြီးသွားပြီနောက်တစ်နေ့ငိုပြီးတော့ထွက်သွားတဲ့ကလေးမပြန်လာပြန်နတ်စမလေးဘာဖြစ်လို့ဆို तू ကယောဂကျွန်းနေပြီသေတော့မယ်ယုံကြည်ရှုကနင်မသေးခင်နင်ကိုပြစ်ပေါက်လိုက်လို့ငါဝမ်းနေရပေမဲ့နင်မသေးခင်လေးမှာနင်ယေရှုတော့ရစေချင်တယ်ငါနေတော့ပြစ်ပေါက်တာမှနင်ဘာလို့စိတ်မဆိုးတာလဲနင်ကသေတော့မဲ့လူလေငါယေရှုငါမပြောလို့မရယေရှုခရစ်တော်ကယခုဘဝနောင်ဘဝကိုတာဝန်ယူနိုင်တဲ့အရှင်ဖြစ်လို့နင်ကိုတာဝန်ယူနိုင်တဲ့အရှင်ဖြစ်ကြောင်းနင်ယုံမှနဲ့သိမှာမယုံမသိဘူးကျွန်တော်နားလဲအောင်ရှင်းပြမယ်ယေရှုခရစ်တော်ကိုသင်မယုံမချင်းသင်ဘာမှမရှိဘူးထဲမှာဒါပေမဲ့ယုံကြည်လိုက်တာနဲ့ထူးခြားတာတစ်ခုဟာယေရှုခရစ်တော်ရဲ့နာမတော်ထဲမှာအံ့ဩဖွယ်တိုင်ပင်တကူကြီးတော်ဖျားထာဝရဖာငြိမ်သက်ခြင်းအရှင်လို့ပြောတော့ကြောင့်ယေရှုကငါရဲ့အရှင်သခင်ဖြစ်တယ်လို့ယုံကြည်ဖို့ကမလွယ်ပြန်ဘူးတကယ်ကိုလမ်းဆုံးပြီးအနာဂတ်ပျောက်တဲ့အခါကျတော့ယုံလို့လည်းငါပတ်စံမှာမပေးရတဲ့ယုံကြည်မယ်ဆိုတဲ့လူတွေကြတော့တတ်တယ်ရသွားတာတတ်တယ်ရသွားလူတွေဆိုတော့အဲ့ဒီယုံကြည်ချူဟာဒေါသထွက်ပြစ်ပေါက်လိုက်အမျိုးသမီးကပြန်လာပြီးတော့မှမမင်းကိုမသေးခင်လေးမှာငြိမ်သက်ခြင်းရချင်တယ်ဒါအရေးကြီးတယ်ကျွန်တော်ဘွားမှာတော့ကျွန်တော်အများကြီးဥစ္စာပေါ့နော်မျက်မြင်ကိုတွေ့တယ်အများကြီးတွေ့ခဲ့တယ်ဆိုတော့အဲ့ဒီယုံကြည်ချူဟာအဲ့မှာ तू ကငါတလောက်ပြစ်ပေါက်တော့မစိတ်မဆိုးပဲနဲ့ငါ့ကိုယေရှုကြောင့်ပြောကွာငါထိုင်နားထောင်မဆိုနားထောင်ရင်းနဲ့သူ့နှလုံးသားပြောင်းလဲသွားတာပြောင်းလဲသွားတာယုံနေမကောက်ပြောင်းလဲသွားပြီးတဲ့အချိန်မှာ तू ကယေရှုကိုယုံကြည်လက်ခံလိုက်တဲ့အချိန်နဲ့စာထူးခြားတာကထာဝရတက်ကိုပဲရတာမဟုတ်ဘူးယောဂပါပျောက်သွားတာယောဂပါပျောက်သွားပြီးတော့မှအဲ့ဒီယုံကြည်ချူကကမ္ဘာမှာအကြီးဆုံးဖျားကြောင်ဆောက်ခဲ့တယ်ဒါပဲလားမဟုတ်ဘူးအမေရိကမှာတကယ်ဖြစ်ပြဘယ်လိုခေါ်လဲစီရခေလာကပါလားဟမ် तू ကမိုးလေပါလဲ तू ကအဲ့လိုပြစိတ်တစသူ့ရဲ့ရောက်ခမကရောက်ခမမဟုတ်ပါလဲမိတွေသူ့အဖေရဲ့နောက်မိန်းမပါလေမိတွေဒီမိတွေကငငယ်တဲ့သူ့ရေးလဲနှိပ်ဆက်တော့အဲ့မှာ तू စိုက်ကိုဝင်သွားပြီးတော့မိန်းမတိုင်းကို तू က rape လုပ်ရတတ်တာမိန်းမတိုင်းကို rape လုပ်ရတတ်တာအဲ့ဒါအမေရိကမှာအရန်ခက်စားတယ်ဒီကောင်လည်းရှာလို့မတွေ့ဘူးတရက်မှာဘာဖြစ်လဲဆိုတော့ဖျားเจ้าဝင်းထဲမှာလူတွေအရန်များတော့ဖျားเจ้าထဲမှာဝင်တော့ဖျားเจ้าထဲအမျိုးသမီးလေးတစ်ယောက်ဖျားเจ้าထဲဝင်သွားတဲ့အမျိုးသမီးတစ်ယောက်ရဲ့ကားအနောက်ခန်းမှာ तू ဝင်ပုန်းနေတာဝင်ပုန်းနေပြီးတော့မှအဲ့ဒီကောင်မလေးကလည်းဖျားတရားတော်ရှိတဲ့ကလေးမလေးဒါနဲ့ကားတကားဖွင့်ပြီးတော့ဝင်လာပြီးတော့ထိုင်ပြီးတော့သွားတဲ့အချိန်မှာလမ်းမှာသူ့လေပင်ကိုဓာတ်နဲ့ထောက်ပြီးတော့တော်လဲသွား
ချက်ချင်းသိပြီဒီမျိုးသမီးချက်ချင်းသိပြီဒါကနာမည်ကြီးနေတဲ့အမျိုးသမီးတွေကိုမတရားချစ်မလို့တတ်တဲ့လူဆိုတာ तू သိသွားပြီတွားဒါနဲ့ तू ကဒီလိုပြောလိုက်တယ်ဒီမျိုးသမီးက तू ကဖျားเจ้าထဲမှာဘသူဖျားเจ้าသွားဆိုKenneth Copeland ရဲ့ဖျားเจ้าရှာကြီး Kenneth Copeland ဖျားเจ้าသွားတာဒါနဲ့ तू ကပြောတယ် okay ငါတရားမှမချောက်ဘူးဘာဖြစ်လို့ဆိုတော့ငါရဲ့တမလွန်တော့အာမခံချက်ပေးတဲ့ယေရှုငါရပြီဒါကြောင့်ငါတရားမှမချောက်ပါဘူးဒါပေမဲ့မင်းတို့တော့ငါပြောပြချင်တယ်မင်းယေရှုကိုလိုအပ်တယ်လို့ပြောလဲပြောအဲ့ဒီစိတ်ဒဇလူတတ်သမားမင်းပါဇပ်ပိတ်ထားငါမင်းကိုသတ်မိလိမ့်မယ်မင်းပါဇပ်ပိတ်ထားဒါနဲ့အဲ့ဒီအမျိုးသမီးလည်းဗာပြောဆိုငါပါဇက်တော့ပိတ်ထားမယ်ဒါပေမဲ့ငါမကြခင်သေရတော့မှဖြစ်တဲ့အတွက်ကြောင့်မင်းငါကိုမတရားရှိမပြတ်သတ်မယ်ငါသိပြီလားဆိုငါမသိခင်မှာတော့ငါဆရာကြီးတရားဟောချက်ကိုငါနားထောင်ပြရစီโอเคမင်းပါဇက်ပိတ်ရင်ပြီးရောနားထောင်ဒါတကယ်ဖြစ်ပြတရားဟောချက်ကိုဖွင့်မနားထောင်ဆရာကြီးခက်နဲ့ခုတ်ပလန်တရားဟောတာအဲ့တရားဟောချက်က the love of God ဖခင်ရဲ့မေတ္တာကြောင့်ဟောတာဖခင်ရဲ့မေတ္တာအကြောင်းကိုဟောနေတာကိုနားထောင်ရင်းနဲ့ဒီလေဘင်းမှာဓာတ်တိတ်ထားတဲ့ဒီလူတတ်သမားကြီးကဓာတ်ကိုပြစ်ချလိုက်တယ်ဆိုတခါလေးမှနားလဲကျွန်တော်ရှင်းပြစေလူတွေရိုင်းဆိုင်နေတယ်လူတွေမိုက်ရိုင်းနေသူမြောက်သက်ရတော့ဖြစ်တဲ့ဟာတွေအားလုံးကသူတို့မှာသူတို့ရဲ့ဇလန်းနေရှိတယ်ငယ်ကလေးကသူရဲ့မိတွေးလားမိတွေးကသူ့ကိုဟလာဟိုညင်းစဲနှိပ်စက်ခဲ့တဲ့ခါမှာမိန်းမတွေဆိုသူကရမ်းမုန်းတာအဲ့လိုဖြစ်ခဲ့တာဒါပေမဲ့အဲ့ဒီအချိန်မှာဘာပြောလဲဆိုတော့မင်းဘဝဘလောက်ပဲဆုပ်ဟလာဘလို့အချိန်တွေပဲဖြစ်ပါစေမင်းကိုလက်ခံတဲ့ဖခင်မင်းကိုချစ်တဲ့ဖခင်မင်းကိုနားလေပေးတဲ့ဖခင်ရှိတယ်အဲ့တရားဟောချက် तू နားထောင်နေတဲ့အဲ့ဒီအထင်းမှာပြောနေဆရာပြောတဲ့အရာက तू နားထောင်နေ तू ဘာဖြစ်သွားဆိုအဲ့ဒီကတကယ်ရှိတာလားတဲ့ရှိတာပေါ့မင်းမားခဲ့တဲ့ပြစ်တွေခွင့်လွတ်တဲ့ဖခင်ရှိတယ်မချင်းညီကိုမောင်တို့ဖခင်ရဲ့မေတ္တာလူတွေနားမလည်နိုင်တော့တဲ့မေတ္တာကြီးဖခင်ရဲ့မေတ္တာလူတွေနားမလည်နိုင်တော့တဲ့မေတ္တာဆိုအဲ့ဒါကို तू နားထောင်နေအဲ့ဒီလူတတ်သမားကြီးချာဘရောအဲ့ဒီမျိုးသမီးပြောတယ်ငါယေရှုတင်တယ်အဲ့ဒီဖခင်ကိုငါလိုချင်ပြီချက်ချင်းပဲယေရှုသူကားထဲမှာအဲ့လူတတ်သမားယေရှုယုံကြည်လက်ခံတယ်ပြီးလဲပြီးရောအဲ့ဒီအမျိုးသမီးလေးဘာပြောသလားငါ့ကိုရဲစခန်းပို့ပါတဲ့ရဲစခန်းသွားတဲ့ခါမှာရဲစခန်းမှာသူဘာသွားပြောသလားမင်းတို့ရှာနေတဲ့လူတတ်သမားငါပဲတဲ့သွားပြောလိုက်တယ်ဒါပေမဲ့တခုလို့ရှိရင်ညီကောင်မောင်မတော့ဖယားကခွင့်လွတ်ပင်မဲ့လောကမှာတရားဥပဒေဆိုတာရှိတယ်တရားဥပဒေကတော့ဥပဒေအရေးယူတတ်တယ်ဆိုတော့အဲ့လူကသွားပြီးတော့လှုပ်တဲ့ခါမှာအဲ့ဒါ तू က Texas မှာဖြစ်တာ哦 Texas မှာက तू ကဟိုလူတိုင်းအသက်ခံတယ်လေဟို death penalty ဆိုတာ Texas မှာရှိတယ်ပြည်နယ်တိုင်းမှာမရှိဘူးဒါပေမဲ့အဲ့ဒီ Texas မှာရှိတယ်ဆိုတော့ तू သွားပြီးတော့အလိုက်တဲ့အချိန်မှာသူ့ကို तू အလိုက်ချိန်မှာဒီလူပဲဆိုတာသိတဲ့ခါမှာတကယ်ပဲစစ်လက်စစ်လာအောင် तू တတ်ထားတာနဲ့တာမမိန်းမတွေအဲ့အတွက်ကြောင့်ဘလို့မှ तू ဘလောက်ကြီးပဲလူကောင်းပြန်ဖြစ်ပါစေတရားဥပဒေအရာတော့ तू ကိုထောင်ချမှာပဲထောင်ချရတယ်မကောက်ဆိုရင်တတ်ကိုတတ်ပြရတော့မှာမတတ်လို့မရတော့ဒါမဲ့ तू ဘာပြောလဲဆိုတော့ငါကိုတဲ့ဒီလူတတ်သမားဘဝနဲ့သူများဟလာမိန်းမတွေမြောင်များစွာကို rape လုပ်ပြီးတတ်ခဲ့တဲ့ဘဝနဲ့ငါ့ကိုပြောင်းလဲစေခဲ့တဲ့စကားလေးတစ်လုံးနဲ့ဒါကြောင့်အရင်ကြီးတယ်ဖခင်ရဲ့စကားက just one word can change your entire life ဖခင်စကားတစ်လုံးကသင်ဘဝတစ်ခုလုံးကြီးကိုပြောင်းလဲသွားစေနိုင်တယ်
ဆိုတော့အဲ့ဒီအမျိုးအဲ့ဒီလူသက်သမားဘာပြောဆိုငါမသိခင်မှာတဲ့အဲ့တရားဟောချက်ထဲကဟောရတဲ့ဆရာကိုတော့ငါတွေးပြစေတဲ့ဒါနဲ့ဆရာကြီးခနဲ့ခုတ်ပလန်ကလာတယ်ဖယားနှုတ်ကပတ်တော်တွေကိုသင်ပေးတယ်ဖယားရဲ့မြစ်တာကိုလုံးဝစိတ်ချသွားတဲ့အခါမှာ तू သေရတော့မှသိတယ်အမေ तू ထောင်ထဲမှာတွေ့တဲ့သူတိုင်းကိုတင်းကိုချစ်ပြီးတော့ခွင့်လွတ်တဲ့ယေရှုရှိတယ်ဆိုတော့ तू လူတိုင်းကိုလိုက်ပြောတော့တာလိုက်ပြောပြီးတော့မှ तू အချိန်ရောက်လာတဲ့အခါမှာ तू သေရတော့မယ် तू တတ်တော့မယ်အခုမှစေထိုးတတ်တာဟိုတော့ဒီခေါင်းဆုပ်ပြီးတော့မှလျှက်စစ်နဲ့ရိုက်တာအဲ့ဒါဆိုဆိုင်ခနဲ့ခုတ်ပလန်ကသူ့ပြောတယ်မင်းကိုခေါင်းဆွတ်လိုက်တဲ့အချိန်မှာတဲ့မင်းဘလို့ခံစားလဲဆိုတာကိုပြောလို့ရမလားငါပြောလို့တော့မရတော့ဒါပေမဲ့ငါပြလို့ရတယ်တဲ့ဒါနဲ့မှန်ခံနေမှာလေတတ်တော်မယ်လူမှန်ခံနေမှာအားလုံးကဒီတိုင်းစောင့်ကြည့်နေတယ်သူကအမှရုပ်ရှင်ကြည့်တယ်လို့ပဲအားလုံးကြည့်နေသူမိသားစုဘာညာရှိဆရာကြီးခနဲ့ခုတ်ပလန်ကြည့်နေခေါင်းဆွတ်လိုက်တဲ့အချိန်မှာလျှက်စစ်ရိုက်တာနဲ့သူကသိပြီလေဒုံးဆိုနေရိုက်ချသိပြီကြည့်နေချိန်မှာခေါင်းဆွတ်လဲကိုနောက်ဆုံးအနေနဲ့ဘာပြောချင်လဲလို့သူပြောတဲ့ချိန်မှာ peace သူ့ထဲမှာညှိတဲ့ခြင်းအပြည့်ရှိတယ်ဒိန်းဆိုခေါင်းချရတဲ့ဝါလားညှိတဲ့ခြင်းအရှင်သူရဲ့နာမအီမာနွေလာဒါပေမဲ့ဒီကျမ်းစာမှာယေရှုကိုယုံကြည်လို့ဒုက္ခမရောက်ဘူးလို့လုံးဝမပါဘူးယေရှုကိုယုံကြည်လို့မင်းဒုက္ခမရောက်တော့ဘူးပြဿနာမရှိတော့ဘူးဘဝမုန်တိုင်းနေမခံရတော့ဘူးလို့လုံးဝမပြောထားဘူးကျွန်တော်လည်းဒုက္ခရှိတယ်ကျွန်တော်လည်းပြဿနာရှိတယ်ကျွန်တော်မှလည်းစိန်ခေါ်မှုရှိတယ်ကျွန်တော်မှလည်းအခက်အခဲတွေအများကြီးရှိတယ်ဒါပေမဲ့အော်စရာအရန်ကောင်းတာအဲ့ဒီအီမာနွေလဖယားကငါနဲ့အတူရှိတယ်လို့ယုံကြည်စိတ်ချပြီးအဲ့ဒီဖယားနဲ့မိတ္တဟာယဖွဲ့နေတဲ့သူတွေဟာမကြည့်ကျွန်တော်နားလည်အောင်ရှင်းပြမယ်ယေရှုခရစ်တော်နဲ့တပည့်တော်တွေကန်းတစ်ဖက်ကိုလှေနဲ့သွားကြတယ်အိုင်လေရောက်တဲ့ခါမှာမုန်တိုင်းထတာတခြားအိုင်နဲ့မတူဘူးဂါလိလဲအိုင်ဆိုတာကဒီလိုခွက်ကြီးအဲ့ဒီမှာမုန်တိုင်းထပြီးဆိုသေတာများတယ်ဒါပေမဲ့အဲ့ဒီမုန်တိုင်းကြားထဲမှာဘာသူရှိလဲဆိုယေရှုရှိနေတယ်ညီကိုမောင်မတို့ကျွန်တော်နားလည်အောင်ရှင်းပြမယ်ဘဝမှာမုန်တိုင်းမျိုးစုံရှိတယ်မုန်တိုင်းမကြုံရဘူးလို့ဖခင်ကအာမခံချက်မပေးဘူးဒါပေမဲ့အဲ့ဒီမုန်တိုင်းထဲမှာငါမင်းနဲ့အတူရှိတယ်ဖခင်ဖြစ်တယ်အာမင်ဒါကျွန်တော်အမြဲတမ်းဆိုတဲ့ချင်းလေးတစ်ပုဒ်တော်ရှိတယ်ဥစ္စာစမိုင်းရလားမသိဘူးဘာလဲတောင်ပြင်မှာခြေရလေးနှစ်ခုတော့တွေ့တယ်ကိုတော့ရှင်ငါရဲ့နဘေးမှာရင်မကြည်နူးခြင်းများနဲ့လမ်းဆက်ရှောက်စင်ခါငါရဲ့ခရစ်တော်ရှင်အပြေစကားလေးတခွန်းချွေကတောင်းပြမှာခြေရလေးတွေ့တယ်တဲ့သူအိမ်မက်တဲ့လူတယောက်ကတောင်းပြမှာခြေရလေးတွေ့တယ်တဲ့အဲ့ဒီခြေရနှစ်ခုတွေ့တယ်သူနဲ့ခရစ်တော်ရှိနေဆိုတာကိုအမတကြည်နူးတယ်ငါနဲ့တူဖျားရှိနေတယ်ဒုတိယပိုက်ကတောင်းပြမှာခြေရလေးတခုပဲတွေ့တယ်သွားနေနေတဲ့မုန်တိုင်းတွေထလာတဲ့ချိန်မှာတောင်းပြမှာခြေရလေးတခုပဲတွေ့တော့တယ်သခင်ရှောင်းခွာထွက်သွားပြီလားလေရင်မချေကွယ်ချင်းများနဲ့မေးလိုက်မိစင်ခါကိုတော့ကျွန်တော်ပြစ်သွားပြီလားဘာလို့ဒုက္ခရောက်တဲ့ချိန်မှာမုန်တိုင်းထန်လာတဲ့ချိန်မှာကျတော့ကိုတော့ကျွန်တော်တယောက်တည်းပဲကျွန်တော်ခြေရတခုပဲတွေ့တော့တယ်မေးလိုက်တဲ့ချိန်မှာတဲ့အဲ့ဒီခြေရမင်းခြေရမဟုတ်ငါရဲ့ခြေရငါမင်းကိုပွေ့ချီထားတာဖြစ်တယ်
သောင်းပြမချီရလေးတစ်ခုပဲတွေ့တယ်သခင်ရှောင်းခွာထွက်သွားပြီလားကွယ်ရင်မကြည်ကွယ်ချီညာနဲ့မေးလိုက်မိစဉ်ခါငါရဲ့ခရစ်တော်ရှင်အပြည့်စကားလေးတစ်ခွန်ချွေကငါတော့ခါရောက်စင်တော့မှာငါလမ်းမကဲစင်တော့မှာရံပေးပေါင်းမှာယေရှုဖယားပွေချီကသူဆောင်ရှောက်ကဲချိန်တိုင်းမှာသူလမ်းပြကဲချိန်တိုင်းမှာငါတီးခဲ့ရပြီးယေရှုမြတ်ရဲ့ချင်တာနောင်တတရားတွေရင်ဝင်မှာအတိတရားတွေရင်ဝင်မှာထာဝစင်ဆွဲပြီးခိုင်မာခဲ့ပြီးဒီသင်္ကန်းစာမထာညီကောင်မောင်မတို့ဒီနေ့ကစပြီးတော့မှအဲ့ဒီအီမာနွေလာဆိုတဲ့အရှင်ကလူမျက်နာကိုမထောက်ပဲနဲ့ကိုရောကျွန်တော်နဲ့အတူရှိပြီးတဲ့အတွက်ယေရှုတင်ပါတယ်ဆိုရင်သူသင်ရဲ့အတ္တထဲမှာထိုအရှင်ကိုခေါ်ဖိတ်လက်ခံထားရင်အခက်ခဲတိုင်းမှာအခက်ခဲပြဿနာမကြုံအောင်လို့မပြောဘူးဒါပေမဲ့အဲ့ဒီအခက်ခဲပြဿနာတိုင်းမှာတက်တည်ခံရတဲ့အခွင့်အဲ့ဒီအခက်ခဲပြဿနာတိုင်းမှာသူများကိုပြန်လဲအားပေးနိုင်တဲ့အခွင့်ရတဲ့အခွင့်ကိုဘုရားခင်ပြင်ဆင်ပေးလိမ့်မယ်ဒီတော့တွင်မှာဆိုကျွန်တော်အများကြီးရင်ဆိုင်ကြော်ဖြတ်တဲ့အရာတွေအများကြီးရှိတယ်ဒါပေမဲ့ဒီသချင်းလေးကိုကျွန်တော်ပြန်တော့မှပြန်နားထောင်မိတယ်အထက်ကနေထွက်လာတာငါရဲ့ခရစ်တော်ရှင်အပြည့်စကားလေးတစ်ခွန်ချွေကငါတော့ကာယစင်တော်မှာငါလမ်းမကဲစင်တော်မှာရံပေးပေါင်းမယေရှုယာပွင့်ချီကသူဆောင်ရှောက်ခဲ့ချိန်တိုင်းမှာသူလမ်းပြခဲ့ချိန်တိုင်းမှာငါသိခဲ့ရပြီယေရှုမြတ်ရဲ့ချင်နာငါဒုက္ခရောက်စင်တော့မှာငါလမ်းမကဲစင်တော့မှာရံပေးပေါင်းမယေရှုဖယားပွင့်ချီကသူဆောင်ရှောက်ခဲ့ချိန်တိုင်းမှာသူလမ်းပြခဲ့ချိန်တိုင်းမှာငါပြီးခဲ့ရပြီယေရှုမြတ်ရဲ့ချင်နာနောင်တတရားတွေရင်ဝင်မှာအတိတရားတွေဒီရင်ဝင်မှာထာဝစင်ဆွဲပြီးခိုင်မာခဲ့ပြီးဒီသင်္ကန်းစာ
chita now that ya ya de you will the ya de you will ma chao sin sue bi kai ma ke bi di ting an za你个妈妈的 Christmas 也你打了别的，听不落去你妈被洗吧水，那时候讲啥把表来说了，每天个 no 带你的，每天个 no 送的，可怜哦，别人别多没，哎这个好像没用开，他们这个是啦，哎你 no 送的可怜哦。လမ်းမှာပြစ်ထားပြီးတော့ထွက်သွားတဲ့မိဘတွေအများကြီးရှိတယ်မိခင်တွေအများကြီးရှိတယ်မတော်တဆရလိုက်တဲ့ကလေးပြစ်ခဲ့တယ်ကျန်းစာပါပဲဆိုတော့အဲ့ဒီနို့တိုက်နေတဲ့မိခင်ကနို့စုံတဲ့ကလေးကိုပြင်ပြမယ်ငါမင်းကိုဘယ်တော့မှမပြစ်ထားတဲ့ဖယားရှင်ဖြစ်တယ်အဲ့ဒီဖယားရဲ့နာမကအေမန်နွေလာလောကနဲ့နှစ်2000ကလောကောက်ကြွဆင်းလာတယ်ဘသူအတွက်လဲကျွန်တော်ကျမတို့မျော်လင့်ခြင်းမဲ့တဲ့သူတွေအတွက်အနာဂတ်ပျောက်နေတဲ့သူတွေအတွက်အပြင်းမရှိတော့တဲ့သူတွေအတွက်ကိုအသက်ရှင်မှာကိုညင်းဝဲနေလူတွေအတွက်သူကြွလာခဲ့တယ်ကျွန်တော်အပြစ်ကြွေးအတွက်အသွေးသွင်းခြင်းမရှိလဲအပြစ်လွတ်ခြင်းမရှိလို့ကျမ်းစာပြောတယ်ကျွန်တော်ပြစ်တဲ့လက်ဝါးကတိုင်မှာအသေးဆိုးနဲ့အသေးခံခဲ့တယ်သူများပြောလိုက်မယ်ဒါအစိမ့်သေးတဲ့သူဘာကိုကွယ်စရာအကြောင်းရှိမှာသေခြင်းဆိုးနဲ့သေတဲ့ဖယားကြီးဘာကိုကွယ်အကြောင်းရှိမှာလဲမှန်တယ်ကျွန်တော်တို့သေခြင်းဆိုးနဲ့မသေရဖို့သူသေခြင်းဆိုးနဲ့သေဝါပေးတာဖြစ်တယ်တနေ့အဖြစ်နားလဲအောင်ပြောမယ်ဆိုကျွန်တော်ဖယားနားလဲစေတာရရရှေ့ပေးခဲ့တယ်ကျွန်တော်တို့ရဲ့ကံရဲ့အကျိုးကြောင့်ခံရမယ့်အရာအလုံးသူ့ကိုခံသွားပေးတယ်ယုံကြည်တော့သူလွတ်မြောက်တဲ့ခွင့်ကိုဖယားပြင်ဆင်ပေးတယ်ဖျားခင်သားတော်ကိုယုံကြည်တော့သူပေါလို့ဒီပျက်စီးခြင်းတို့မရောက်ထာဝရတက်ကိုရစေခြင်းကဖျားခင်ဒီမိမိ၌တပါးရီတော့သားတော်စွန့်တော်မူသည့်တိုင်လောကီတောင်ချစ်တော်မူ၏ဒါခရစ်စမတ်ရဲ့နေ့တာရပဲအဲ့ဒီအီမာနွေလာဆိုတဲ့ဖယားကဒီကသေတာပဲကောင်းမှဆိုပြစ်ထားတဲ့ဘိန်းစား overdose နဲ့သေမဲ့ကောင်အသက်ရှင်ခွင့်ပေးပြီးအခုကျွန်တော်ကဘာပတ်နေတယ်အဆုတ်ယောဂနဲ့သေတော့မယ်ယုံကြည်ခြင်းအဲ့ယေရှုရတဲ့နေ့ရက်နဲ့ဆက်ပြီးသူ့ဘဝတော်ပြောင်းလဲသွားတယ်ကဘာမှာအကြီးဆုံးဖျားเจ้าကိုဆောင်းနိုင်တဲ့သူဖြစ်လာတယ်သင်ရဲ့ဘဝမှာအနာဂတ်ပြောင်းနေပြီလားသင်ရဲ့ဘဝမှာအခုမုန်တိုင်းထဲမှာရှိနေလားအဲ့ဒီမုန်တိုင်းထဲမှာသင်ကိုပွေ့ချပြီးတော့မှပို့ဆောင်သွားမယ့်အရှင်ရှိတယ်သူရဲ့နာမအေမန်နွေလာလွန်ခဲ့တဲ့နှစ်2000ကလောကောက်ကြွဆင်းလာပြီးကျွန်တော်အပြစ်ကြွေးအတွက်ကျွန်တော်ကျမအပြစ်ကြွေးတဲ့လောကကတည်းမှာအသေးခံနေဒါပေမဲ့ဖယားစစ်ဖယားမှာဖြစ်တဲ့ကြောင့်3ရက်မြောက်တဲ့နေ့မှာရှင်ပြထမြောက်တယ်ဆရာဘလို့သိနိုင်လဲခေါ်ရင်သိနိုင်တယ်အုံနောက်နဲ့စဉ်းစားလို့မရနားမလည်နိုင်ဘူးဒါပေမဲ့ခေါ်ရင်ထူးတယ်ဖယားငါ့ကိုခေါ်လို့ငါထူးမယ်ကြီးသောအရာသင်မသိနိုင်အောင်နတ်နေတဲ့အရာငါဖော်ပြမယ်လို့ပြောတယ်ဖယားကျွန်တော်တကဘာလုံးလက်မခံပါစေကျွန်တော်အမြဲတမ်းလက်ခံပြီးတော့မှအကောင်းဆုံးပို့ဆောင်ပေးနေဖယားအေမာနွေလာဖယားဖြစ်တယ်။နောက်ဒီနေ့စိတ်တက်ကြတဲ့သူတွေစိတ်ပြတ်တဲ့သူတွေအနာဂတ်ပြောင်းတဲ့သူတွေအဖြေမရှိတော့တဲ့သူတွေငါရဲ့အတိတ်ကကံကြွေးတွေကြောင့်ငါခံနေရဆိုဝမ်းနဲ့လူတွေရှိတယ်ဆိုရင်အေမာနွေလာအရှင်သင်နဲ့အတူရှိနေတယ်။အဲ့ဒီအရှင်ကတင်းရဲ့တတ်တာတော့တင်းရဲ့ကျင့်ချင်းအမင်္ဂလာတွေအလုံးတော့လဝကတမကိုခံပေးပြီးသွားပြီ။ယုံကြည်တော်သူသည်အဲ့ဒီချိန်ကြီးကနေလွတ်မြောက်ပြီးကျမ်းစာတစ်ပိုက်ကျွန်တော်ပြမယ်ပြီးတော့အဆုံးသတ်ပြစေဂလာတိခန်းကြီး3ငယ်73မှာငါရဲ့အတိတ်က
ဝတ်ကြွေးတွေကြောင့်ငါခံရဆိုတဲ့သူတွေအဲ့ဒီယေရှုဟာတင်းရဲ့ကြင်ချင်းအမင်္ဂလာခံပေးဆိုတာတင်းယုံကြည်ရင်တင်းဒီနေ့ကြင်ချင်းနဲ့လွတ်မြောက်ပြီးတော့မှမင်္ဂလာအစပြုပြီထို့ကြောင့်ဘုရားခင်ရှေ့တော်၌ပြည့်ညက်တရားအဖြစ်အပေသူများဖြောက်မှရတော့မရောက်နိုင်ထင်ရှားလဲရှိကျမ်းစာပဲပြောလဲတစ်တိုင်၌ဆွဲထားခြင်းခံရသောသူတိုင်းကြင်ချင်းကိုခံရသောသူဖြစ်တယ်မှန်တယ်တစ်တိုင်မှာဆွဲတယ်ဆိုလောကကတိုင်မှာဆွဲထားတဲ့သူတိုင်းကပါလဲကြင်ချင်းခံရတဲ့သူတွေဒါဆိုယေရှုကဘာခံခဲ့တာလဲကြင်ချင်းခံတာကျွန်တော်အမှနားလေသွားတယ်တရက်ကျွန်တော်ရဲ့တငယ်ချင်းငါမေငါ့ကိုရေရတွားချေခိုင်းလို့ကွာတဲ့သူရေရချေနေနဲ့ကျွန်တော်အမှနားလေသွားတာယေရှုကလဝကတိုင်မှာကျွန်တော်အတွက်ရေရချေပေးခဲ့တာအာမင်ကျွန်တော်ကိုစားသူလုပ်ပေးတယ်ဆိုတော့ကျွန်တော်နားလေသွားတဲ့ချိန်မှာကျွန်တော်ယေရှုကိုယုံကြည်လိုက်တယ်အသက်40မကျော်ဘူးကျွန်တော်မောင်နှမတွေအကုန်သေတယ်ဒါပေမဲ့ဒီကျမ်းပိုက်အပြင်ကျွန်တော်ငါအသက်40ကျော်မယ်ကျွန်တော်အသက်40တော်တော်ကျော်သွားပါပြီခုဟာပြောတော့မပြောချင်ဘူးဒါပေမဲ့ပြောလိုက်ရပြီတော်တော်ကျော်သွားပါပြီ40ခေါင်းစီကမကြခင်ပြောင်းတော့မယ်ကျော်သွားပါပြီတစ်တိုင်နဲ့ဆွဲထားခြင်းခံတော်သူတိုင်းပါလေကြင်ချင်းကိုခံရတော်သူဖြစ်သည်ဟုကျမ်းစာလာသည်နှင့်အညီခရစ်တော်သည်ငါတို့အတွက်ကြောင့်ကြင်ချင်းကိုခံရတော်သူဖြစ်တယ်တဲ့အဲ့ဒါဆိုတော့ကျွန်တော်သိသွားပြီဘာလို့ကျွန်တော်အဖေကကရင်ဗျာကျွန်တော်အမေကကလာဗျာအိန္ဒိယအမျိုးနဲ့ဆိုကျွန်တော်အမေပြောရလဲအားနာတယ်ဒါပေမဲ့ဒီလိုပဲနားလည်အောင်ရှင်းပြမှာပဲအဲ့ဒါအိမ်မှာပြန်ရှင်းရမယ်ငါကလာမို့ငါဖေရသမီးဆိုအဲ့ဒါရှင်းအောင်မယ်အဖေကရင်အမေကလာဗျာ sorry နော်မင်းနော်ဒီလိုပဲနားလည်အောင်ရှင်းပြောရလို့ပါမေးခွင့်လို့ပါဆိုတော့ကရင်ကလာကိုတွားယူလို့ဆိုပြီးရေးတဲ့ချိန်တာဒီကရင်လည်းမာနာကြီးတယ်ငါပြီးစားတော့မာနာကြီးတယ်ဟိုကလာလည်းပဲစားတော့မာနာကြီးတယ်ကလာလည်းဘာပြန်ပြောဆိုဒီကရင်နဲ့ဖားရင်ကြွက်တင်စားတဲ့ကရင်ကိုနင်းသွားယူတယ်တဲ့နှစ်ဖက်စလုံးဟာချိန်နေနော်ကျွန်တော်အမဆို22နှစ်နဲ့သေးတာကျွန်တော်အကိုက39နှစ်40မပြည့်ဘူးသေးတာသူတို့အတုပတွားချတိုင်းရင်အတုပကြည့်နေပါဖြစ်တယ်လားငါလည်း40မကျော်ဘူးစိတ်ထဲမှာအလိုသိတာအဲ့မှာငါတို့အတွက်ကြင်ချင်းကိုခံရသောသူဖြစ်၍တဲ့ဆက်ပြီးတော့မှတွေ့တယ်ခံရသောသူဖြစ်၍တဲ့ငါတို့ကိုတဲ့ပြည့်ညက်တရားကြင်ချင်းမှရွေးနှုတ်တော်မူ၏တဲ့ဘယ်ကြင်ချင်းရှိလဲပြောအဲ့ဒီကြင်ချင်းအမင်္ဂလာထဲနဲ့အကုန်ရွေးနှုတ်မှာယေရှုပဲဟာလေလုယာအဲ့တော့နားလဲသွားတဲ့နေ့ရက်နဲ့စပြီးတော့မှကျွန်တော်ယေရှုကိုငါရဲ့ကြင်ချင်းနဲ့အားလုံးကိုသူယူဆောင်သွားတဲ့ယေရှုငါယုံကြည်လက်ခံတယ်ဝန်ခံတဲ့နေ့ရက်နဲ့စပြီးတော့မှကျွန်တော်ရဲ့ဘဝမှာတမိသားစုလုံးမှာမရတဲ့မင်္ဂလာကိုကျွန်တော်ရရှိခဲ့တယ်အဲ့ဒါပဲမကောက်အဲ့ဒီယေရှုခရစ်တော်ကတမလွန်ထိပဲအာမခံတာမဟုတ်ဘဲနဲ့ဒီဘဝမှာပင်လင်အသက်ရှင်သမျှကာလပတ်လုံးမှာမုန်တိုင်းတွေမြောက်လို့ဆိုတာလူဆိုတာကအသက်တရားမနေရပါမယ်အမှုတရားကြုံရတတ်တယ်အဲ့ဒီအမှုတိုင်းမှာဘုရားကကျွန်တော်ရဲ့လက်ကိုကင်ဆွဲပြီးတော့မှကမ်းကိုရောက်တဲ့အထိပို့ဆောင်ပေးခဲ့တဲ့ဘုရားရှင်ဖြစ်တယ်အဲ့ဒီဘုရားကအေမာနွေလာတင်တဲ့အတူရှိတဲ့ဘုရားအလုံးမတထလေတင်းရဲ့တတ်တာထဲမှာထိုးရှင်ကိုယုံကြည်လက်ခံခြင်းနဲ့ဆိုရင်နှလုံးသားနဲ့ရိုးရိုးလေးပဲကိုရောကျွန်တော်ရဲ့ဝတ်ကြွေးဝတ်နာခြင်းချင်းအမင်္ဂလာတွေအားလုံးကိုခံသွားပေးတဲ့ကိုရောကိုကျွန်တော်ကျမတတ်တာထဲမှာယုံကြည်ပါတယ်ကိုရောကျွန်တော်အရှင်သခင်ဖြစ်ပါတယ်လို့ယုံကြည်ရင်ဒီခရစ်စမတ်ဟာတဲ့ထူးခြားတဲ့ခရစ်စမတ်လွတ်မြောက်တဲ့ခရစ်စမတ်ကျင့်ခြင်းနဲ့မင်္ဂလာပြောင်းလဲသွားတဲ့ခရစ်စမတ်ဖြစ်ပြီးကြောင်းယေရှုနာမနဲ့ကျင့်ညာပေးလိုက်ပါ၏အီမန်နူလာဆိုချင်းလေးကိုဒီဆိုကြရအောင်ဗါလဲဟိုဆရာထန်တောင်းရဲ့အီမန်နူလာပါလားအဲ့ဒါစက္ကန့်နေတဲ့အချိန်မှာမိမိအသက်တာကိုတကယ်ပဲ
မျက်လုံးပြူးပြူးနဲ့အတန်ပြဲပြဲနဲ့ပြောနေတဲ့အကိုသူ့ကိုကြည့်ရတာတော့အဆင်မပြေပေမဲ့ငါအဲ့ဒီယေရှုကငါရဲ့ဘဝအတွက်တကယ်ငါခုခံစားနေရတဲ့ຢာတွေအားလုံးကိုလွတ်မြောက်စေနိုင်တယ်ဆိုတာကိုငါယုံကြည်ခြင်းနဲ့ဆိုရင်ယုံကြည်လိုက်စမ်းပါအတွင်းထဲကနေတက်တည်ရလိမ့်မယ်ဒီအထဲကနေဒီကနေမဟုတ်ဒီအတွင်းထဲတက်တည်ရလိမ့်မယ်တင်းအသက်တာမှာတကယ်ပဲလောကမှာအသက်ရှင်ရတာအနာဂတ်ပြောင်းနေပြီဆိုရင်ထိုယေရှုအခုအချိန်မှာခရစ်တော်ရဲ့မွေးဖွားရချိန်ခါတမယမှာအဲ့ဒီယေရှုနေရာပေးလိုက်ပါတင်းအသက်တာထဲမှာဝင်ရောက်လာပြီးတော့တင်းရဲ့အမင်္ဂလာအလုံးမင်္ဂလာပြန်ဖြစ်စေလိမ့်မယ်ရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေဒီချင်းလေးကအီမန်နွေလာဆိုရှင်လေးဖြစ်တယ်ကိုရောအမြဲတမ်းတူရှိတယ်ဘယ်တော့မှစိတ်တမချနဲ့ကိုရောမပါရင်လဲဘယ်လိုစားပြူရမှာလဲဒီလောကကြီးထဲမှာဘယ်လိုယက်တီနိုင်မလဲအရာရာမလဲကိုရောတူမရှိခဲ့ရင်လေဒီဘဝပင်လေကြီးထဲမှာကျွန်တော်ဦးတည်ရမယ်နေတယ်โอ้ယေရှုရှင်ကျွန်တော်နဲ့အမြဲတည်းရှိတော်အိမ်မှာတွေလာကျွန်တော်ရဲ့ဘဝကိုရောချမ်းသာကိုရောရဲ့သူအစင်ရဲ့ရှိရှင်သူကိုရောပေးတယ်အတန်းနဲ့တန်ရှင်သူမောင်မတို့ယနေ့မှာခရစ်စမတ်ရဲ့အနှစ်သာရဖြစ်တဲ့မျှော်လင့်ခြင်းပဲ့နေတဲ့သူတွေလမ်းစာပြောင်းနေတဲ့သူတွေဘဝမှာအဖို့မဲ့နေတဲ့သူတွေဝမ်းမြောက်ခြင်းကုန်ဆုံးနေတဲ့လူတွေငြိမ်သက်ခြင်းမရှိတော့သူတွေအတွက်တင်းနဲ့အတူရှိပြီးတော့မှတင်းရဲ့ကြင်ချင်းဝတ်ကြွေးဝတ်နာကြင်ချင်းအမင်္ဂလာအားလုံးကိုလက်ဝါးကတိုင်မှာခံပေးခဲ့တဲ့ယေရှုကိုတင်းရဲ့အသက်တာထဲမှာနှလုံးသားဘယ်သူမှပြောစရာမလိုတင်းအထက်ကနေပြီးတော့မှမွန်းချက်နေသူတွေခေါ်ကြည့်လိုက်စမ်းပါယေရှုဖေဟာကိုရောကိုကျွန်တော်ကျမလိုအပ်ပါတယ်ခေါ်ကြည့်လိုက်စမ်းပါအဲ့ဒါခရစ်စမတ်ရဲ့အနှစ်သာရပဲပွဲလေးပြီးသွားရင်ပြီးသွားတာမဟုတ်ဘူးအဲ့ဒီအရှင်သင်အသက်တာမှာဝင်ရောက်လာရင်အခုသင်ရဲ့အနာဂတ်ကအတ္တတော်ဘဝနဲ့အစာပြုတ်ပြီးဖြစ်တယ်။နောက်ဒီမှာရှိတဲ့ညီကိုမောင်မတွေဒီထဲမှာစမ်းသပ်ကြည့်ပါခေါ်ကြည့်ပါသက်တည်ရလိမ့်မယ်တရားရခဲ့နော်အဲ့ဒီသက်တည်ရလာပြီဆိုရင် every Sunday တိုင်းမှာဖခင်ရဲ့ကောင်းမြတ်ခြင်းတွေကိုဆက်ပြီးသင်ယူခြင်းနဲ့ဆိုရင် every Sunday မနက်9 နာရီတိုင်းမှာဒီမှာဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ရှိတယ်လူမို့မရွေးဘာသာမရွေးလာပြီးတော့မှခံယူနိုင်တယ်သင်ယူနိုင်တယ်ဆက်ပြီးဖခင်နဲ့ဆက်သွားခွင့်ရှိတယ်သင်အတ္တတာကိုဝမ်းမြောက်ခြင်းငြိမ်သက်ခြင်း
လွတ်မြောက်ခြင်းတွေပေးတည်တာမကဘူးလဲနဲ့သူတို့ပြန်လဲထူမတဲ့အခွင့်ကိုပါပေးဖို့ရန်အတွက်လွန်ခဲ့တဲ့နှစ်2000ကခရစ်တော်ဤလောကသို့ကြွလာခဲ့ခြင်းကိုပြန်လဲအောက်မေ့တတိယလေးကြီးတို့ချီးမွမ်းတဲ့အစီအစဉ်လေးကိုခရစ်မတ်လို့ခေါ်ပါတယ်ထိုရှင်ကိုနှလုံးသားထဲမှာနေရာပေးပြီးတော့မှအသက်တာထဲမှာဆက်ကပ်မယ်ဆိုရင်တော့သင်တို့ထူးခြားပြီဖြစ်ကြောင်းအမင်္ဂလာနဲ့မင်္ဂလာပြောင်းလဲသွားပြီဖြစ်ကြောင်းသင်ကိုယ်တိုင်တတ်သိရရှိပါမယ်လို့ပြောရင်းနဲ့ဒီနေရာနဲ့သင်တို့ပေါ်မှာယေရှုနာမနဲ့ဆုတောင်းကောင်းချီးပေးလိုက်ပါတယ်ခဏဆုတောင်းကြပါစို့ဘုရားခင်ကိုယ်တော်ယေရှုတင်တယ်ဒီကိုယ်တော်သားမရောက်စီတိုင်းရဲ့တတ်တာထဲမှာကျွန်တော်တို့နဲ့အတူဘယ်သူမှမရှိနိုင်ပေမဲ့နို့တိုက်နဲ့မိခင်ကနို့ဆိုသူငယ်ပြင်ပစ်သွားမယ်ငါမင်းကိုဘယ်တော့မှမဖြစ်ဘူးဆိုတဲ့ဖယားအဲ့ဒီဖယားရဲ့အတူရှိခြင်းတတ်တွေကိုရရှိသွားပြီးဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းအောင်မြင်ခြင်းနဲ့ပြုတ်လေသမျှမှာအကြံစီထမြောက်လေဘုံတော်ထင်ရှားတဲ့သားသမီးများဖြစ်ရပါမည်အကြောင်းဒီနေ့တတ်တာတိတိကိုလက်တော်မှာအနံ့လေခရစ်မတ်ရဲ့အနှစ်သာရအပြည့်အဝတည်ဟူသောဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းနဲ့ပြည့်ဝသောသားသမီးများဖြစ်ရပါမည်အကြောင်းယေရှုနာမနဲ့ဆုတောင်းလေကိုတော်သားသမီးတွေမှာကောင်းကြီးမင်္ဂလာကိုကြီးညာပေးလိုက်ပါတယ်အဖထာဝရမြတ်စွာသောဘုရားသခင်